လေးစားချစ်ခင်ရပါတော့ရွှေပွဲလာအပရိသတ်များခင်ဗျာယခုချိန်ကစတင်ပြီးတတ္တိရှိရင်လောင်းမလားလို့အမည်ရတဲ့ပြတ်ဇက်ကိုစတင်တင်ဆက်တော်မှာဖြစ်ပါတယ်ဇာဂနာစီစဉ်တင်ဆက်တဲ့တတ္တိရှိရင်လောင်းမလားပြတ်ဇက်မှာပါဝင်သူတရုတ်ဆောင်များကတော့ရုပ်ရှင်တရုတ်ဆောင်နေတူကြောပူငပြောကျော်ကိုစီလာတီလီဒီဖွဲ့သားများနဲ့ဝိညာဉ်မုံလိုက်ပြီးတော့မန္တလေးရွှေမြို့တော်မှာလူရှင်တော်ကြီးများဖြစ်ကြတဲ့ဦးတပြေချာအေးနဲ့အဖွဲ့တို့ကပါဝင်အားဖြင့်တရုတ်ဆောင်ကြမှာဖြစ်ပါတယ်နေတိုးနဲ့ကြော်ဘိုတို့တငယ်ချင်းနှစ်ယောက်အလောင်းအစားဘလောက်တန်နေဆိုတာကိုတော့တတ္တိရှိရင်လောင်းမလားဆိုတဲ့ဟာသပြဇာမှာအခုလိုရှုမြင်ခံစားနိုင်ပါပြီခင်ဗျာရှောက်တာရရှိလိုက်တာငါတို့မန်းလေးကျုံကြီးတော့နေပြီးမမြင်တာတော့ကြာပြီနေတော့ကျုံကကျင်းသွားတယ်လို့ကျုံများတောင်နေများထုံးနေလားမသိဘူးတောင်ဒီလမ်းကြောင်းလွှဲထားလည်းမသိဘူးဘာပြောဒီနေ့ဟိုကောင်စောင့်နေကျိုးဒီကောင်နဲ့အမြဲတမ်းလောင်းနေရအမြဲတမ်းသူတလက်ကိုလည်းပဲနိုင်ဒီနေ့တော့မရတော့ဘူးတညာလုံးအပင်ပန်းခံပြီးတော့တင်ချာကိန်းကနန်းနေကိုဆရာတစုဖြစ်အောင်လုပ်ထားတယ်တင်ချာဆိုတာကရောက်လာပြီရောက်လေးပါဖြစ်ငါညတညာလုံးတင်ချာနဲ့ပတ်သက်တာတွေငါလေ့လာတာလေအဲ့ဒါတွေငါအခုပြန်ပြီးတော့ revision နှွေးနေတာမင်းကဟုတ်တယ်တင်ချာနဲ့ပတ်သက်တာတွေဟုတ်တယ်လေလာနေဟုတ်တယ်မင်းအုံနောက်နဲ့ဘာဖြစ်လို့တင်ချာလေးပါနားလဲတယ်ပေါ့မင်းကဆရာတစုဖြစ်နေပြီတင်ချာလို့ကြိုးစားထားတာတင်ချာပိုးလေးမပြောပါနဲ့ကွာမင်းအုံနောက်အဲ့လိုမကောင်းပါဘူးမင်းစမ်းလေလောင်းမလားလောင်းတယ်ဒီနေ့တင်ချာနဲ့ပတ်သက်လောင်းဖို့မင်းကငါတင်ချာလို့ကြိုးစားပြီးစောင့်နေတယ်ဟုတ်ပြီမင်းအုံနောက်ဘလောက်ကောင်းလဲမကောင်းလဲလောင်းမယ်ကွာလောင်းမယ်ဗျာကဲလို့မင်းကြိုက်တာမင်းတင်ချာနဲ့ပတ်သက်ကြိုက်တာမင်းလားအဲ့မဲ့ရိုးတော့မလောင်းဘယ်လိုလောင်းမလဲအလောင်းအစားနဲ့ရတယ်လေအလောင်းအစားနဲ့ပဲလို့အတုပအစားနဲ့ပဲလို့တဏှာလအစားနဲ့ပဲလို့တုပရံသာအစားလည်းရတာတောင်းသားအစားနဲ့ပဲခွက်ဆောင်ကုတ်အစားလေဘာမှလည်းမသိဘူးလူနေနိုင်အတုပဖြစ်လို့လောင်းမယ်လို့မင်းကြိုက်တဲ့သင်္ချာနဲ့ပတ်သက်တဲ့ကိန်းကနန်းနဲ့ပတ်သက်တဲ့အကုန်မေးလို့ရတယ်မင်းမှတ်နိုင်တယ်နော်ဟုတ်တာကောင်းတယ်နော်master break ဟုတ်ပြီအဲ့ဒါမင်းကမေးမယ်မေးနော်ကနန်းနဲ့ပတ်သက်တာမေးကွာကနန်းတစ်ကောင်မှလက်မှတ်ပဲရှောင်းရှိဟဲ့ကသင်္ချာပြောတာဘာကနန်းစားတဲ့ကနန်းပြောတာမဟုတ်ဘူးမှားသွားတယ်နော်ကနန်းနဲ့ပတ်သက်တာမေးဘူဓာတစ်ခုမှဟုတ်ပြီယထာတစ်စီးရက်ဘူဓာဟုတ်ပြီရပြီအဲ့ဒီယထာကိုလူအယောက်20တက်ပြီးတော့20တက်ပါပြီအဲ့ဘူဓာကနေစထွက်သွားပြီပြီးတော့တဘူဓာကိုရောက်တယ်နောက်တဘူဓာရောက်ပါပြီအဲ့မှာလူ9ယောက်ဆင်းတယ်9ယောက်ဆင်းပြီလူ3ယောက်တက်တယ်3ယောက်တက်တယ်ပြီးတော့နောက်တဘူဓာဆက်သွားနောက်တဘူဓာရောက်ပါပြီ9ယောက်တက်မလို့လုပ်ပြီးမှ3ယောက်ပဲတက်တယ်ဟာလေပြက်သွားလို့ငါ့ကိုဝင်းလေကြောင်ပဲမလို့ဒီမှာသေချာနားထောင်လို့ပြောတယ်လေ3ယောက်တက်တယ်4ယောက်ဆင်းတယ်2ယောက်ပြန်တက်တယ်ဟေ့ဖြည်းဖြည်းပြောကွာဆက်ရုပ်မဟုတ်ဘူး
မင်းကလည်း ဟုတ်ပါပြီဟိုမင်းအုံနာဘလောက်ကောင်းလဲမကောင်းလဲငါစဉ်းစားငါစမ်းတာပါမင်းကို ရပြီ 3ယောက်ဆင်းသွားရနော်ပြီးတော့နောက်တစ်ခုလည်းဆက်သွား ရောက်ပါပြီပြီးတော့3ယောက်တက်တယ် 3ယောက်တက်တယ် တယောက်မှပြန်မစင်းဘူး ဟုတ်ပြီရပြီ အဲ့လိုနေနေမှာတယောက်တက်လာ ဟုတ်ပြီ ကျဲဦးငုံကျဲဦးငုံကျဲဦးငုံ ကျုပ်ဘုံမျိုးနဲ့ဘာဆိုင်လို့ အဲ့တယောက်ကကျဲဦးငုံကိုရောင်းတဲ့တယောက်ကွာဩငါ့လေအောင်လာလုံနေရတယ်မင်းကြိုက်တယ်လို့အဲ့က2ယောက်ကခေါ်တယ်ကျဲဦးငုံရောလာအောင်တဲ့တရားကြည့်အားတဲ့ဒါကျက်ဥပါတဲ့ငုံဥပါတဲ့ဘာဖြစ်လို့မသိပဲတဲ့ရောင်းနေရမင်းကတခုမှလည်းတေချာနဲ့ပတ်သက်တာမပေါ့ကျုပ်ငုံတွေဖြစ်နေပြီအဲ့ဒါနဲ့2ယောက်ပြန်ဆင်းတယ်ကွာ2ယောက်ဆင်းသွားပြီဟုတ်ပြီ2ယောက်ဆင်းတယ်အဲ့မှာ3ယောက်တက်လာတယ်3ယောက်တက်သွားရပြီတော့နောက်တစ်ခုလည်းဆက်သွားနောက်တစ်ခုလည်းရောက်ပြီနောက်တစ်ခုလည်းရောက်သွားတဲ့အချိန်မှာ9ယောက်က Facebook သုံးတယ်ဟုတ်လေမင်းကအရင်တော့မက်လေလိမ့်မက်လေမင်းညံကောင်းလေလိမ့်မက်လေရပြီပြော3ယောက်ကဖုန်းပြောတယ်ဖုန်းပြောရင်းနဲ့တယောက်တက်လာတယောက်တက်ဟုတ်ပြီ Facebook သုံးရင်းနဲ့တယောက်ဆင်းတယ်ဟုတ်ပြီအဲ့မှာတိုက်မိတယ်လဲကြပါအဲ့ဘာဆိုင်လို့လဲ तू ကတော့ပေါက်မှာလဲကြတယ်အဲ့ဒီမှာတယောက်ကတိုးပြီးတက်သွားတယ်2ယောက်ကတိုးပြီးတက်သွားတယ်ဒါပေါ့ဟုတ်ပြီပြီးတော့နောက်တစ်ခုလည်းဆက်သွားနောက်တစ်ခုရောက်သွားပြီဟုတ်ပြီပြီးတော့နောက်တစ်ခုလည်းရောက်တော့တယောက်တက်တယ်နောက်တစ်ယောက်ကစောင့်နောက်တစ်ယောက်ကစောင့်နောက်တစ်ယောက်ထွက်လာတော့နောက်တစ်ယောက်တက်တယောက်ကမြန်လှုပ်တဲ့ငါဘိုင်းလာနေပြီတဲ့ဘာဆိုင်လို့လဲဟာရထားပေါ်တက်တာမဟုတ်လားမဟုတ်ဘူးလေအခုရထားပေါ်မှာပဲရှိသေးရထားပေါ်ကအိမ်သားမှာတက်နေတာအိမ်သားတက်တာထည့်ပြောရလားအဲ့လိုပြန်ပြင်းနေတဲ့အချိန်မှာ2ယောက်တက်သွားတယ်2ယောက်တက်သွားပြီ3ယောက်ပြန်ဆင်းတယ်3ယောက်ဆင်းသွားပြီပြီးတော့နောက်တစ်ခုကရောက်တယ်အဲ့မှာရထားလက်မဲ့စစ်တဲ့ကောင်ကအဲ့မှာမောင်ကိုလက်မဲ့တွေရောင်းတယ်ဘာလာပြော2ယောက်ကိုရောင်းတယ်2ယောက်ကိုရောင်းတယ်အဲ့မှာ3ယောက်ပြန်ဆင်းသွားတယ်3ယောက်ပြန်ဆင်းသွားတယ်ဟုတ်ပြီဘူတာဆောင်ကြီးကအိမ်ငိုက်နေအိမ်ငိုက်နေတဲ့အချိန်မှာ2ယောက်ခိုးတက်တယ်ခိုးတက်တာပါပြီ4ယောက်ပြန်ဆင်းတယ်4ယောက်ပြန်ဆင်းတယ်ဟုတ်ပြီပြီးတော့နောက်တစ်ခုလာရောက်တယ်ရောက်သွားပြီဒါနောက်ဆုံးပူတာပဲနောက်ဆုံးပူတာဟုတ်ပြီအဲ့မှာ9ယောက်5ယောက်လုံးဆင်းမယ်ဆိုပြီးလုပ်တယ်ဆင်းတယ်ဟုတ်ပြီအဲ့မှာဆင်းတယ်ဆင်းပြီပြီးမှမဆင်းဘူးပြန်တက်တယ်ရထားစော့စရာမမှတ်နေလားဆင်းရမယ့်ပူတာမဟုတ်သေးဘူးဆင်းလိုက်တက်လိုက်လုံနေတယ်ထက်ဆင်းတယ်ထက်တက်တယ်တက်လိုက်ဆင်းလိုက်တက်လိုက်ဆင်းလိုက်နဲ့အဲ့မှာလည်းပြီးသွားတယ်ဒါပဲခဏနေဦးရပါပြီအဲ့ပတ်စံကြီးနော်ဟုတ်တယ်ဒပလင်းကြီးလောက်တော့လောက်လိုက်ဒပလင်းကြီးမလုပ်နဲ့နိုင်ချွတ်လိုက်ဟာရတယ်ပြောလို့လားမလို့နိုင်ချွတ်လိုက်ငါအနက်လူစင်နေရတယ်ကွက်တီပဲရပြီပေးဘာလို့ပြရမဟုတ်ဘူးလေဒီမှာကြိုက်ထားမယ်လေပြီးရောခဏနေငါခဏလေးအချိန်လေးခဏယူမယ်ငါဒီမှာအကုန်လုံးလုပ်ပြီးသားစီးရင်ချုပ်လိုက်အောင်မယ်တော်ရတယ်မြန်လို့ရပြီကွာပေးသားလွတ်ဖြေလိုက်တော့ပဲငါပြောတဲ့ထဲမှာပြီးတော့ဘယ်နှခုံးပါမင်းလူဝမ်းမွားတယ်ကွာမင်းခဏနေဆိုငါပြောတာမင်းကိုအရေးအတွက်ကိုလိုက်မှတ်ခိုင်းတာမဟုတ်ဘူးလေငါမင်းမေးချင်တာမေးမှာပေါ့မင်းလူဝမ်းဝါဒါလည်းအရေးအတွက်ပဲလေဒါလည်းအရေးအတွက်ပဲငါမေးတယ်မှာပြီးတော့ဘယ်နှခုံးပါလဲငါနိုင်တယ်မင်းရှာပါငါနိုင်တယ်လူဝမ်းဝါပါပြီကွာအေးတွေ့မယ်နေတို့မနှက်ပြန်မင်းနဲ့ထပ်လောင်းပြီးထပ်တွေ့မှာအခုကောင်းနောင်ကောင်းပါလိမ့်မည်ရှင်းကသိုးလို့အခုသိုးပါသည်အခုသိုးနောင်သိုးပါလိမ့်မည်ဗုဒ္ဓဘာသာဝင်သူတော်စင်ပေါင်းတို့မိမိတို့ရပ်ွက်ထဲမှာဥစ္စာကျွေးငွေရတနာပစ္စည်းကုန်လုံးကျွယ်ဝတဲ့ပုဂ္ဂိုလ်များတွေ့ဘူးကြပါလိမ့်မယ်ဘေးရင်မမေးပါနဲ့ငွေကုန်ပါတယ်ခမရှင်းဘဝကဒါနကုသိုလ်များခဲ့လို့ဒီဘဝမှာလာပြီးချမ်းသာခြင်းဒုက္ခရရှိပါလေမနေ့က6ချက်နေ့က6ချက်ဟေးဆင်းရဲလိုက်တာဝဲပြကြတယ်ဆင်းရဲတာသူများကိုလည်းတွေးရပါလိမ့်ဘေးဒီမှာမေးပါနဲ့ငွေကုန်ပါတယ်ဘိုးဘောကဒါနနဲခဲ့လို့ဒီဘဝမှာလာဆင်းရဲဒါကြောင့်မရှိလို့မလူလို့မဖြစ်မဖြစ်ရလေအောင်လူတန်းကြပါ
အော်သမီးလေးစေနာရှင်နာမည်လေးရမလို့ပေါ့ကျွေးမောင်ရတီအာရုပ်ရှင်နေရတဲ့ကိုတောင်လှနေပါလားဟင်တန်းနဲ့ကျွေးမောင်ရတီကအပြိုလိုက်အိမ်တော်မပြူသေးဘူးပေါ့အေးအိမ်တော်မပြူနဲ့မိဘကိုလှုပ်ကြွေးမိဘကိုလှုပ်ကြွေးတဲ့သားသမီးများတရားမင်းကြီးကတစ်နေ့ကို3ချိန်ရှိခိုးတယ်အေးတရားခိုးပြီးမှနှုတ်ကြီးခိုးတာနှုတ်ကြီးခိုးပြီးတော့မှဆန်ခိုးစီခိုးကြတော့ဆိုင်ကြီးမိနဲ့ရှို့ပြီးခြေတုံးကသမမပြောပါတယ်အေးအခုလူလူသားရဲ့ညိုကျေးသူကြောင့်ဘယ်ဘက်ကတဆုပ်ကျေးရင်ညာဘက်ကတလဲဝင်ပါသေးလို့နော်အေးတောက်ခွေတောက်ရွှေမုံရည်ရွှေမုံရည်လောလောလတ်လတ်ကြီးကိုလာတွေ့တယ်အော်စေနာကြီးလေးလာပြန်ပြီရှေ့အကောင်းလို့ခုကောင်းပါသည်အခုကောင်းနောင်ကောင်းပါလိမ့်မည်လူလေးနာမည်ကဘလို့ခေါ်ဖြိုးဝေစုအာဖြိုးဝေစုကနည်းနည်းပုတ်သွားတယ်လေချမ်းလို့နည်းနည်းတိုးသွားတယ်နဲ့တူတယ်ဝန်သားသည်လောကမှာလူလူမချနာမတူမချတဲ့လူလေးလူသားရတယ်ကြိုးကြည့်သူကငွေနေရနဲတယ်လို့မအောင်မနဲ့သေဒနာရေးကြည့်တယ်ညောင်ကြီးတော့ပူတော်လဲသေဒနာမိုင်းညောင်မင်းကြီးတော့ရတယ်အေးတမပါသေးချမ်းသာပါသေးဘေဘက်ကတဆုပ်ကျင်းညာဘက်ကတလဲဝေးပါသေးဗျာအေးချိုးဝေစိုးတယ်ပုတ်သွားရတာအော်ပြောရင်ဆိုရင်အော်လာကုန်ပြီဒါနတိဒါနဒါနန္တာတပ္ပဒေဒေတိဒုဒုဒု300သမီးလေးနာမည်ကဘယ်လိုခေါ်ဝုံမောင်ရွှေဝုံမောင်ရွှေကဗမာဝုံမောင်ရွှေလားကလားဝုံမောင်ရွှေလားဟဲ့အော်300ဟိုဘက်ကသမီးလေးနာမည်ကဖွေးဟာမဲလိုက်တာဟဲ့အော်ကအကယ်ဒမီရပြီမှနေဘူးတဲ့ခဏထွက်ပြီးကားရဲလို့မဲသွားလားဝန်သားဒီငါသမီးတို့နော်စုထားတဲ့မုံဘိုးကလေးနဲ့ဒါနပြုတ်ရအဘတို့လူခံလာတာကဘက်စုံပြုတ်ပြီးရေးအတွက်အလူခံဘက်စုံပြုတ်ပြီးရေးအလူခံတာတော့တစ်ပေါင်းများစွာကြာပါပြီတခုမှမပြုတ်ပြီးသေးရပါနောက်တစ်ပြေးပြေးတော့ပြုတ်ပြင်သွားမှာပါနော်ကြမှာပါသေးချမ်းသာပါသေးဘယ်ဘက်ကတထုံကျဲလို့ညာဘက်ကတလဲဝင်ပါသေးအော်ဝုံမကျွေးနဲ့ဖွေးမဲတဲ့အသားကတ္တရာကြီးနဲ့များမျိုးတော်လားမသိပါဘူးလူရတော့ကြိုးကျေးဇူးကြောင့်ဘုရားဘာသာဝင်သူတော်စင်ပေါင်းကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေနာယောဂကင်းပါစေဘယ်ဘက်ကတဆုပ်ကျဲ၍ညာဘက်ကတလဲဝင်ပါစေလို့နိဗ္ဗာန်ကျိုးမြော်၍နှိုးစောသူတောင်းပါခင်ဗျာကြအဲ့လူကြီးကလေစုကမင်းတမျိုးပဲပေးတတ်တယ်နော်ဟောမင်းကလည်းအလူခံတဲ့လူပဲဟိုကစုကပေးတတ်ပါတယ်မင်းကစုဘယ်သူပဲလာလို့သူကအဲ့ဒါပဲပြောနေတာမင်းကတမျိုးပဲပေးတတ်မင်းကလည်းအလူခံတဲ့လူကသူစုပါဇက်ထဲမှာရှိတာအကုန်ပြောလို့ရတယ်မင်းရှောက်ပြောနေပဲမင်းသူတမျိုးပဲပေးတတ်တယ်မျိုးလောင်းလားလောင်းနေဘယ်လောက်ကြီးလဲပြောဟေ့1000ကြီးအေးငါမယုံရင်ငါမြန်သွားလှူပြသူတမျိုးပဲပေးနေတယ်ကြည့်နေရတယ်လေပြအော်သေနာရှင်လေးသေနာအေးလှူခြင်းလို့ဟုတ်ကဲ့နေရများတဲ့သဘောမထားပါဘူးပါ900ကျစစကောင်မလေးနဲ့မတူအောင်စုပြီဟောဟိုကလေးမလေးနဲ့မတူအောင်သူပေးရဘယ်ဘက်ကတဆုပ်ကျဲတာလို့ညာဘက်ကတလဲဝင်တာလို့မပါဘူးတူရင်ရဟောငါလည်းအဲ့ဒါကြက်ထားလားဘုရားနိုင်3000ကုန်တယ်သူတို့နဲ့မတူအောင်သူပေးပါပေးပါဟုတ်ကဲ့900ကျ900ခင်ဗျဒီတဲ့ဘိုးပြီးတော့မလှူခြင်းဘူးလားလှူခြင်းပါပဲနော်လှူခြင်းပါလေလှူခြင်းပါလေခင်ဗျာမျက်နှာလေးကြည့်ဦးနဲ့စေနာရှင်ဆိုတာဘာသဘောပေါက်ပါတယ်လှူခြင်းတာနော်လှူခြင်းစုရစုနိုင်မှလှူနိုင်မှ
အလကားသုံးဖြုံပြီးလူနိုင်ပါမလူနိုင်ပါဘူးခင်ဗျာအေးလူချင်းစုရမှာပေါ့စုနိုင်မှလူနိုင်တာသူ့ထားတာလေးတွေနော်လောင်ပြီးတော့လူပဲတဲ့လူကလေးဝန်တာလိုက်တာချိုးဟာအဘဗျာပြောတာမတူအောင်စုပေးပါမတူအောင်ပေးပါမယ်လိုက်နေတူးနဲ့တူးတော့ပေါ့သေဒနာကျိုးပေးတာအဘမတူအောင်စုမတူအောင်ဟုတ်ကဲ့ဘယ်ဘက်ကတဆုံးမကျဲတော့မကျဲမရဘူးဟာမတူအောင်ဖြစ်နေတယ်မတူအောင်ပေးပါညာဘက်ကတလဲနော်ဗျာတွေ့လားဦးလေးဘလို့ပေးလိုက်ဘလို့စုပေးရမှာမတူအောင်ပေးပါစောစောအကောင်မလေးနဲ့မတူအောင်ပေးပါပါသူငါကလူကမလားငါကလည်းလိုက်တယ်စုပေးလိုက်ဦးလေးရရှုံးတော့ပါအလူငွေထဲတော့စုပေးတာနော်ဗုဒ္ဓဘာသာတော်ဝင်သူတော်စင်ပေါင်းတို့တောင်းပါနိဗ္ဗာန်တော်တို့တောင်းပေးမယ်အလူငွေ900ထက်ရတော့ခြေကျိုးကြည့်အကျိုးကျေးဇူးကြောင့်ငါတလောက်ငါဖဲငါချုံငါကြီးငါဘာမြားသားနိုင်ပါသေးဗျာသားနိုင်ပါသေးဗျာဦးလေးဘာရှော့ပြောနေလေခမရလေဟာခမရလေဗျာ900ပြီးတာခမပြောလိုက်လေတရားဖျားမှာရန်သူမျိုး9ပါးရန်ကင်းဝေးပါသည်ဒီလိုပြောလို့ရတယ်လေငါနဲ့ပတ်သက်တာဟဲ့လူကလေးခင်ဗျာစိတ်ချမ်းသာတော့အကောင်းလာမဲ့ကြံဆိုးရှိရခံထားတာဟုတ်ကဲ့900လူတဲ့အကျိုးကျေးဇူးကြောင့်လူကလေးရန်သူမျိုး9ပါးဖြစ်တဲ့ရေမိမင်းခေါ်သူမချစ်မနဲ့တော်သူတော်များရဲ့လက်ထက်မှာကင်းဝေးပါသေးဗျာကင်းဝေးပါသေးဗျာဆင်းပါဗျာဗျာအော်ဟုတ်ဒါနဲ့လည်းအရေးကြီးပါလားဟုတ်ကဲ့ဆင်းလိုက်ဒါလေးခဏကြိုက်တာမင်းနည်းနည်းမှနှိုက်မယူနဲ့နော်ဟုတ်ဆင်းလိုက်အေးဟုတ်ကဲ့ရန်သူမျိုး9ပါးလေကင်းဝေးပါစေအဘထိုင်းနေတာကိုမမြင်ချင်လို့ပေါ့အဘကလည်းထားလုံးလို့ထိုင်းနေတာပါဟုတ်ပါပြီဟုတ်ပြီအဲ့ဒါဆိုရင်အဘဗျဆက်လူမယ်လူပါခင်ဗျလူပါ600အတူအောင်ပေးဒုက္ခရန်သူမျိုး9ပါးပြီးမှခု600တဲ့ဟာ600တဲ့ဟာ600တဲ့လူလေးရဲ့600ရမယ်နော်ရ600မတုံပေးမဟုတ်ပြီလား600နက်ပြီ6ထက်ရောက်ပါစေပေါ့ဗျာလူကလေးစေတနာမှန်ကမှဘိတ်ခွေငွေ600လှူပါတော့အကျိုးကျေးဇူးကြောင့်လူကလေးနတ်ပြီ6ထပ်မှာနတ်သမီး600နဲ့ပျော်ကြီးစံကားနိုင်ပါသေးဗျာပိုင်ပါလေဟုတ်ပြီဗျာ900နတ်ပြီ6ထပ်ကိုမရသေးနောက်100နဲ့900တဲ့လူကလေးကျွန်တော်လည်းစဉ်းစားနေလေခမရတော့ချက်ချင်းသတိမရတာခမရနေပေါင်းကပူညီပြသည်ဆိုတဲ့ဆိုင်ပုံမြင်မှုတယ်မို့လားလုံသားမအောင်ကွာရတနာ9ပါးနဲ့ပြည့်စုံကြွယ်ဝပေါ်များချမ်းသာပါစေပေါ့ဗျာအေးလူကလေးစေတနာစီအကျိုးပေးပါသည်ဟုတ်တယ်နော်ဒါကြောင့်မသတိဓမ္မကံစနေတိတယ်မိမိတူသောအကျိုးပေးမှာပါနော်ရတနာ9သွေးနဝနာစီချေ၍တနေ့တခြားလက်ဝယ်ရရှိနိုင်ပါစေဗျာလက်ဝယ်ရရှိနိုင်ပါစေဗျာဟာလာပြန်ပြီရှိရလူလေးရှိရတယ်ဟဲ့ရှိရတယ်ဒီလိုလူရသောအကျိုးအကြောင်းတစ်သက်လုံးငရေရှိထက်မကြပါစေနဲ့စေတနာရှင်ကလေးကြွပါဦးခင်ဗျာဤကဲ့သို့ငွေရှိရလူရသောအကျိုးကျေးဇူးကြောင့်ငရေတလိษံပိတ်တာသူတကယ်အပယ်လေးပုံဖြစ်တဲ့ငရေမှာလွတ်ကင်းပါလေဗျာဗျာနောက်တစ်စစ်တက်လာငရေကတော့လူကလေးလုံးဝမသွားအောင်နော်သွားခြင်းမှလည်းဆိုတော့လူကလေးမသွားအောင်မင်းရင်ရောက်နေတဲ့လူတွေရှိတယ်နေလေပါရိုက်မယ်ဆိုတဲ့လူတွေနွားလို့ဇုတ်တောက်ဟိုင်းတဲ့လူတွေငွေတစ်ထောင်တစ်နေ့လောက်ပါတယ်ပြောတဲ့လူတွေတွင်းကြအောင်သမင်းကနာလျှော့တာ
သွားကျွန်တော်သွားကြရမှာ အာမလို့သူတို့ကနေရာယူပြီးသားနောက်တော့သွားမဲ့လူတွေကိုတန်းစီနေပြီနော်အေးပါလေကိုရတယ် သူကစုပေးဖို့じゃမေ့တယ် ဦး ကျ ကြီး န် ပြ တာကြတော့ခရရည်လို့တို့ပြောချတာနဲတာမို့ ဦးကြီးပြပြီ အာ900တသက်လုံးဘဝစတိုင်း9ပါးသီလာမြဲမြံတော့လူချိုလူကောင်းလေးဖြစ်ပါစေပေါ့ဗျာခဏလေအဲ့ဒါနဲ့လိုက်တယ်လေ လူကလေး ခင်ဗျာ လမ်းလျှောက်တာလေးကိုကျမ်းမှာတန်သွမ်းနေတာနော် ဟုတ်ကဲ့ ဒီနေ့ဒီချိန်ကစပြီးငွေ900လူပါတော့အကျိုးစုချဘုရားခုံတော်ကိုပါဥဒိဋ္ဌာတဲ့သာကလေးဒီတိုးနဲ့တူတော့ဟုတ်ကွာဒါက ကိုပေါ့ အေး ကိုပါအောင်စုပေးလေ ငါတော့မနေ့ကငါခွေတဲ့ငါတည်တာဒီတိုင်းမှာပဲ ကိုပါအောင်စုပေးပါတော့ပြရတယ်ပြောနေတဲ့ အေးခုံတော်ကိုပါဥဒိဋ္ဌာသည့်အတွက်အစအရာရာဗုဒ္ဓဘာသာမြန်မာလူမျိုးစစ်စစ်ဘုရားတရားတန်ခါကိုးကွယ်တဲ့ကတို့သားဖြစ်ပါသေးဗျာ တစ်ထောင် ဗျာလာပြန်ပြီတစ်ထောင်နဲ့လူကလေးတစ်ထောင်နဲ့ဟာတစ်ထောင်နဲ့ ခင်ဗျာ900တော့လည်းညင်အားလေးသုံးဗျာ ဟောဗျာငါလည်းဘယ်ဘက်ကတဆုပ်ကျဲတယ်ညာဘက်ကတလဲဝင်တာနဲ့လူလုံနေတာကုညီပါအောင်ကွာတစ်ထောင်လူကလေးပြောပါမယ်နော်အခုဘိုင်းလာလို့ကြီးသွားပါဗျာတယ်လေကြာ မရဘူးလေ ကြာ စု ကြီး ပေးလေစုပေးမှသွားလေဦးလေ ဘိုင်းကကြီးနာနေ ဟာပဲရမလဲမရပါဘူး မနေ့ကကျွေးတဲ့သမင်းပူကမြင့်ချင်နေပေါ့ ပြမကြားရင်နော် ပဲတွေပေါ့အဲ့ဒါလေးနီးရင်နာနေ အဲ့ရကြားရင်နော် တန်းနေကန်လေးခဏဝင်လိုက်ပါ အမမရဘူးအဲ့ဒီဘောအိမ်နာ မပေးပြန်လို့မရဘူးစုမ ဦးလေး ပေး ပေးလိုက်တယ်တခုပေးလိုက်ခင်ဗျာစိတ်ထဲရှိပြောလိုက်တော့ဗျာကျွန်တော် ကဲမင်းလူလာလဲငွေ3000ကျော်သွားပြီနော် ဟုတ်တယ် တစ်ထောင်နဲ့တန်နဲ့တူတဲ့စုပေးမယ် ပေး အေးငွေတစ်ထောင်လူရတော့ကျိုးကျေးဇူးကြောင့်လူကလေးတစ်သက်လုံးထောင်ထဲကမထွက်ပါဘူးနဲ့ဗျာသွားပြီဟဲ့ သူလည်းလူပါသေးတယ်ပေးသွားတယ်ဆိုငါမပြောဘူးလား အေးငါပြောပါတယ်သူရတယ်လေသူရတော့လို့ပြောသွားတယ်ဘေးထောင်မကြနဲ့ဆိုတော့နည်းနည်းတော့စုမှာပေါ့ဗျာမင်းကအခုဥစားအခက်မသိထောင်ကြနေတဲ့ခေတ်ကြီးကိုမင်း အဲ့မင်းရှုံးတယ်နော် အေးဟုတ် ဟဲ့မင်းရှုံးတယ် အေး ထပ်တွေ့မယ် တွေ့မယ်ဒါတွေ့မယ်အေး ရှင်းဖေမလုပ်နဲ့စာမဖတ်ကြဘူးစာမဖတ်ကြဘူး ဘာလို့လဲဘာလို့စာမဖတ်တာလဲ ကုန်လုံးပဲ ဟောစာပေဘဟုတုရမဖတ်ကြ မဖတ်ကြဘူးမလေးလာကြဘူးမလိုက်စားကြဘူး ဘာလို့လဲ နော်အလိမ္မာစာမရှိတယ် မှန်တော့ပေါ့ လူဆိုတာစာဖတ်တယ်စာဖတ်တော့အမားကံခွဲခြားနိုင်တယ် မှန်တယ်ဗျာ အတွေးခေါ်ယူဆတွေကောင်းတယ် မှန်လိုက်တော့ စင်ကြင်တုံတရားတွေရှိတယ် ဟုတ်တယ် ဟုတ်တယ်ဗျဒီမှာကျတရားလေးကဘလောက်အတွေးခေါ်လေးကောင်းတယ်အယူဆလေးကောင်းတယ်ဖေဖတ်ပြမယ်ဖေဩမချေမရှားကြေးရွာလေးတရားလေးတဖြည်းဖြည်းအဲ့ဒီလိုပဲကြိုးစားရင်နဲ့ဦးသိန်းစိန်ဟာနောက်ဆုံးတော့တမနာကြီးဖြစ်သွားရရှာတယ်ကဲတနာဖို့ကောင်းလိုက်တာကွာ ဩဦးလေး ဟမ် ဖြစ်တာတာဖြစ်တာ အနာစရာလား မင်းလေ ဘာလို့လဲတော့ ငါစိတ်မကောင်းလိုက်တာကွာနောက်ဆုံးတမနာကြီးဖြစ်သွားရရှာတယ် ဩသမနာပြစရာအဲ့ဒါစိတ်မကောင်းစရာလား ငါတနာစရာမဟုတ်ဘူးလား ဘာဆိုင်တော့ တာဆရာကောင်းကိုလေဦးသိန်းစိန်တမန်ဖေကလည်းဘာ တ လို့ မနာကြီးဖြစ်သွားရရှာတယ် အဲ့ဒီကသနာစရာမှမဟုတ်တာ အဲ့ဒါဘသူတနာပါလဲ ကိုသနာ ငါသူတို့နဲ့ပုံတနာတာရှိသေးတယ် ဘယ်လိုလုပ် လွတ်တော်ထဲမှာအိတ်ကိုက်နေတဲ့လူတွေ အဲ့ဒါအေးရကိုအေးလို့အာဘာလို့ဆက်လို့လဲ ရှက်ပြောနေမှာမဖေ လည်းကားပါဖေပျော်လို့တော့ဒါပေမဲ့ဒါကတကယ်ရေးထားတာနော် ဟဲ့ ဒါမှတ်သားစရာလေး မသားစရာ လူဆိုတာခံအားကောင်းရတယ် ကြည့်စီ အာယုံ အာယုံ အာယုံထဲမှာမှစက်ထမအာယုံဆိုတာအရင်ရေးကြည့်တယ် ဟာဘာဒိတ်ဝင်လဲလား လူ
လူတယောက်ရဲ့စိတ်ထဲကဖြစ်ချင်တဲ့စိတ်တွေသူဘာစားခြင်းလဲဘယ်သွားခြင်းလဲဘယ်လာခြင်းလဲဘယ်ပစ္စည်းလိုခြင်းလဲဘယ်သူနဲ့နေခြင်းလဲအဲ့လူရဲ့စိတ်ကိုထင်းဖောက်ပြီးသိနေတာ ဘောပေါက်ပြီးမြင်တာကိုစကမအာ သတ္တမအာယု ကောင်းလိုက်တာဦးလေး အဲ့ဒါဘယ်လောက်ထူးဆန်းနေပါလဲ ဟာဒါပညာရှိပါပဲ ဒါကျင့်မှရတာ မှန်တာဗော ဟုတ်လားမကျင့်မရဘူး ဖေးရမလို့ ကျင့်ရ အဲ့ဒါဦးလေးကြည့်ရနိုင်တာဖေ ဒါ ဦးလေးပညာရှိတယ် ကိုကကျင့်ထားတာ ကျွန်တော်တကယ်မေးပါ ကို နော် ကျင့်နေပြီခု ဟုတ်လား ကျင့်နေပြီ ဘာကျင့်တာလဲ အကုန်ရှောက်ကျင့်တာ အားလုံး သတ္တမအာယုခံဖို့မကျင့်နေရတယ် အဲ့ဒါပဲပြောဒီပညာလွယ် ချမ်းနေကြွရတယ် ပြီးတော့ ပတိတွေစိတ်ရတယ် ဦးလေးပညာတကယ်ရှိ ဖေနော် ဒါယူရတယ်ပတိစိတ်ရတယ်နော်ယူအဖရတယ် မှန်တယ် အနှိတ်ခမ်းတွေပါသွားရတယ် မှန်တယ်နိုင်ငံ မဆက် ဟာဘာလို့ဆက်ပြောတာလို့ ရတော့ ဒီ မိ က မ နေ့စကားတွေကဇာတိပြနေ ပြဿနာ ဘာလို့ဆက်ပြောတာအရှုံးမကောင်းအသားပြောင်းစား အေးဟမ် ဘာလို့ဆက်ပြောတာဦးလေးပညာတကယ်ရှိ ဩပညာရှိတာပေါ့ လူတွေအများကြီးနဲ့အဆက်ကွဲသွားမယ်နော် ပညာရှိဆိုတာမင်းသိလား ပညာရှိတည်ဦးလေ ပညာရှိဆိုတာအရိုက်ရှင်းတယ် ဘာတော့ တစ်တော်ဦးစီးရလူတွေကိုခေါ်တာ ဘာလဲတော့ သူတို့ကပြင်းတွေကိုညာတဲ့နေရာမှာအများတန်းရှိနေတယ် အဖေဟောပြအောင်ဘာလို့ဆက်ပြောနေမလဲတော့ဦးလေးတကယ်ပညာရှိ ရှိတာပေါ့မေး ပ ချိုက် ညာရှိကျွန်တော်မေးမယ် မေး မိမလေးနဲ့ယောက်ျားလေးနဲ့ပေါင်းရင်ဘာဖြစ်ဖို့ အားလုံးသိတယ်လင်မယားဖြစ်တာပေါ့ ဟမ် လင်မယားဖြစ်တာပေါ့မိမနဲ့ယောက်ျားပေါက်မှာတော့ လင်မယားဖြစ်တော့သူတို့ဘာလုပ်ဖို့ ငါအဲ့ဒီညကိုကူကိုမဝယ်မိဘူး ကျွန်တော်ပြောတယ်ဘီးပွိုင်းမှာရောက်မဟုတ်ဘူးလေ ပိုင်း ဘာလုပ်စားကြမလဲအာပြောတာဘာလုပ် ဘာလုပ်လဲဆိုတော့ကျင်နာတာတွေယူရတာတွေမျက်နှာတွေတွေ့တာတွေ တယောက်ပေါ်တယောက်ကျင်နာယူရကြတယ် မျက်နှာကြတယ်တွေ့တာကြတယ် ကဲကျင်နာတယ်ယူရတယ်ထားအောင်နော်ရက်တွေလတွေနှစ်တွေကြာတော့ခလေးလေးကမွေရောအဲ့ဒါကိုင်းဘာကြောင့် အဲ့ဒါနဲ့ကျင်နာတာတွေယူရတာတွေမျက်နှာတွေတွေ့တာတွေများပြီးတော့လေ အဲ့ဒါတိုင်ရုံးစီ တိုင်ဝစီ တိုင်ရုံးစီကျိုး အင်း အဘယ်ရိုက်တယ် ဝိုင်း အကယ်ဘယ်ရောက်တော့စကားမရောက်ဘာဆက်ပြောတာ အဖေတကယ်ပညာရှိလား ဟောသမီးမေးစမ်း တကယ်နော် မေး အဖေတကယ်ပညာရှိလို့သမီးအဖေကိုတစ်ခုမေးနေ မေးစမ်းပါ အဖေတကယ်လို့မဖြေနိုင်ဘူးဆိုရင်အဖေသမီးကို1000ပေးရမယ် ဟမ် တကယ် ဖြေနိုင်ရော အဖေဖြေနိုင်တယ်ဆိုသမီးအဖေကို9000ပေးမယ် ဒီတော့တရားဖြေနိုင်တော့ဖြေနိုင် တ ပါ ရိတ်ဆ တော့ န်တကောင်လေတရိတ်ဆန် तू ကခေါင်းက3လုံးရှိတယ်ခြေထောက်ကအချောင်း40ရှိတယ်အမီ2ချောင်းရှိတယ်တော့40နဲ့မှ8ချောင်းရှိတယ်အဲ့ဘာကောင်လဲအဖေဖြေ တလိမ့်ဆန်လဲတလိမ့်ဆန်ခေါင်းက3လုံး ခေါင်းကလည်း3လုံးရှိ အမိကလည်း2ခု အဖေ2ခုနဲ့ သွားအချောင်း40 တော့40နဲ့8ချောင်းတောင်ရှိ ဟို40ကျော်ခြေထောက်က ဖြေစဉ်းစားဟင် ခြေထောက်က ခြေထောက်ကအချောင်း40 ဘလူကောင်ကြီးလည်းမသိဘူးအဲ့ဒါကြီးကတော့ဘယ်လိုတရားဝါမျိုးလဲ ဝယ်မသိဘူးလား ခေါင်းကလည်း3လုံးနေမှာခြေထောက်ကလည်းအချောင်း40လောက်ရှိတယ်သွား ဘ နေ ယ်တကယ်မဖြေနိုင်ဘူးနော် မသိဘူး ပြောတော့ကြပညာရှိတယ်ဖြေတယ်ဖြေတယ်မဖြေနိုင်တပြည့်1000ပေး ကောင်းတယ်ပညာရှိ1000ကျွတ် ကဲရော1000 ပညာရှိ1000ကျွတ် ကဲပဲပြောဘာကောင်လဲပြော တပြည့်လည်းမသိဘူး ဟမ် အဖေ9000ပြန်လာရ ဟောနေရတိုင်း 9000ပြတ်သွား သမီးလည်းမသိဘူးဟာလေဟမ်ဖိသားရောက်တယ် နောက်ကနေမတိကြအောင်ဆောင်ပြီးနားထောင်တယ်ဘာလေးလျှောက်ပြော စက်ထမအာယုခံတာကိုပြောနေတာတာရဲ့ ဖေဖေရောက်ကကြီး ရောက်ကဖေဖေဆိုရပါပြီရောက်ကဒီမထဲပါနဲ့ ကုန်တင် ဟာ ပေးတာ စထမအာယု စက်ထမအာယုခံနေတာလူတယောက်ရဲ့အတွင်းစိတ်ကိုတခြားလူတွေအတွင်းစိတ်ကိုထိုးပေါက်ပြီးတော့သိမြင်နိုင်အောင်ဘေးအာယုခံနေတာ ဘဲချင်းခံတာ အဖေကအဲ့လိုလင်းတဲ့ချိန်ဟော ဘယ်ဘာရောက်တော့ ဟိုတိတ်ဆိတ်ချိန်အဲ့တဲ့ချိန်တိတ်တဲ့ချိန်မှာခံရတာ ဩအဖေကအခုမှအဲ့ဒါကျင့်နေတာ အဲ တားလေစထမအာယုရနေတာကြားလား သားရသွားပြီ ရသွားပြီ အဲ့ဆိုကဲအဖေစိတ်ထဲမှာအခုဘာဖြစ်ရှင်နေလဲဒါ ဟာသိတာဗော ဘယ်လိုသိလဲပြောဘာသိဘယ်လိုဖြစ်ရှင်ဘာဖြစ်ရှင်လဲ ကော်ဖီတောက်ချင်လိန်နဲ့နော်ဟုတ်တယ်မလား တော်တာပဲကောငါကော်ဖီအကျန်းရိုက်ရမ်းကြိုက်တာနော်ဒီမှာကော်ဖီကြိုက်တဲ့လူတွေပါပါပဲစာကြိုးလေးတစ်ခုစီတယ် coffee to sex တဲ့ ဟာ မိုက်တယ် ပြောပါလေကျွန်တော်စထမအာယုရနေပါပြီ သားရဲ့စိတ်တယ် အဲ့ဒါဟုတ်ပြီအရန်ထုံးပေါက်မြင်လိုက်လား မြင်နိုင်တယ် ကဲကျွန်တော်ဘာဖြစ်ချင်လဲဗျာကြည့်လိုက်စမ်း မေးရှင်နဲ့တို့ဒီဘက်လားဒီဘက်လား ဟိုဘက်တော့ ကဲကျွန်တော်ဘာဖြစ်ချင်လဲကြည့်လိုက်စမ်းပါဟို ဟုတ်ပြီမင်းအတွင်းစိတ်ကငါခံမှန်းပြီးတော့ပြောမယ် ပြောလိုက် မင်းဖန်ခင်းရှိနေတယ် အရန်ဟာလာတော့လေဝင်းမယ်ဒါတဘောဘာတွေပြောမှလဲ ဖန်စီလေးတွေကြိုက်တယ်ဖန်စီငါကဲလို့နော်ဖန်စီကဲလိုက် ပြော လို့ ပါလေဟိုကတော့ ကိုတကယ်ဆရာကြီးနော် ဟာဆရာကြီးပဲ လုံးဝဆရာ ကြီးပဲ အဲ့ဆို အတွင်းစိတ်ကတော့လာမလုံးနဲ့သိတယ် ညီမလေးအတွင်းစိတ်ကိုလည်းကိုကြည့်နိုင်တယ်ပေါ့ ကြည့်နိုင်တယ် အဲ့ဆိုမေးမေး မေး ညီမလေးရောအခုဘာလို့ချစ်တယ်လဲကိုသိလား မျက်နာပြန်ပြောပါ
ညီမလေးအခုပါလို့ခြင်းနေလေကိုတီး အဲ့လိုဖြစ်နေပါလို့လေးလိုချင်နေတာပေါ့ဟာလောသေးလို့လူကရောစီရောစီဖြစ်ဩမင်းကဒီရောက်နေတာပြီးတော့အမြဲတမ်းနောက်ကြတယ်ဖုန်းဆက်တယ်မင်းဖုန်းကြီးကပိတ်တာဘုန်းကြီးပိတ်လို့မရဘူးလေဘာဖြစ်လို့ဘုန်းကြီးပိတ်စိုးငတ်သွားပေါ့ဟာဆိုင်ဘူးလေဟမ်တယ်လီဖုန်းဟောအဲ့လိုပြောငါဆက်တယ်နော်ငါဆက်လို့မင်းရောက်လာတာရောဟမ်ရောမင်းကဂတိကိုမသိဘူးဟာနော်မင်းဂတိကိုမသိဘူးဘာပြီးတာလဲစောစောလာမယ်လို့ဆိုရင်မင်းမြဲတဲ့နောက်ကြပြီမလားအဲ့ဒါမင်းအကျင့်ဖြစ်နေဘာဖြစ်လဲနော်မင်းအကျင့်ဖြစ်နေပြီဘာဖြစ်လဲမင်းအခုစောလာတော့တယောက်တွက်လို့မရတော့သိလားဟုတ်လားအဲ့ငါပြန်သွားမယ်အေးပြန်သွားအောင်နောက်ခေါ်ပါလားဘယ်လေးပြောမှရတိုက်တာတော့အဲ့လိုမဟုတ်အဲ့ကောင်အဲ့လိုပဲတွေ့လားလုံးဝဂတိမတီးတဲ့လူနော်ဘာမှလည်းပါဇက်ကပေါက်ပန်းလေးရှောက်ပြပြီးတခုမှလည်းဟုတ်တာလည်းမဟုတ်ဘူးအလက်ကဂတိတွေအလီလီပေးဂတိလုံးဝမတီးဘူးသစ္စာလည်းမရှိတဲ့အကောင်ကလိန်ကကြစ်ကလိန်စီညမ်းစင်ဖြစ်သမျှဟာတွေကိုလုတ်ကြံပြောတဲ့ဟာကြီးဟာဟဲ့ဘာစင်ញင်ပဲစင်ញင်ပဲလိမ့်နေလိမ့်နေဘာကလိန်ကကြစ်လဲဘာပြောနေတာတော့အမကိုပြောနေတာအမကိုပြောမှာမဟုတ်တာကျွန်တော်တငယ်ချင်းကျွန်တော်ပြောနေတာဟုတ်လားဒီမှာဘယ်သူမှလည်းမရှိငါ့ကိုပြောတာမဟုတ်ဘူးလားဟာအမလည်းအမကိုမပြောပါဘူးဗျာဘာလို့လဲအမနဲ့ကျွန်တော်တိမှမသိဘာလို့အမကိုပြောကျွန်တော်တကယ်ကျွန်တော်ပြောနေတာမသိပါဘူးနင်ကကလင်ကချစ်လေးပါလေဆိုတော့ငါ့ကိုတကယ်ထိအောင်နေလေငါ့ကိုဒီပေါ့အမကိုသွားထိအောင်အမဘာမလို့ငါလားငါလွတ်တော်ကိုစလဲဟဲ့သူကတော့ညီညီနေပြီးတော့သူကအနာပေါ်ထုတ်ကြတော့အကုန်သိကုန်ဟဲ့ပြန်ထွက်လို့ရပြီမင်းအမစိုးရိမ်ထွက်နော်ဘာလုပ်လိုက်တာလဲဒီဆိုကွာဘာမှမလုပ်ဘူးသူထွက်ဖို့မှာပြစ်ပြစ်နေလို့မင်းကပြန်ထည့်လိုက်တာထည့်တယ်ဘာမှမသိဘူးမင်းဘာခုခုတော့လုပ်လိုက်ပါလေဘာလုပ်ရမှာလဲသူကတော့လေလို့နဲ့ရှောက်သွားတယ်သူကမူပြီးထွက်သွားမူပြီးထွက်ပါသူဟဲ့ဘာတော့ဒီနေတဲ့ငါတောက်တာပိုးကုန်တယ်သလားအောင်မှာတောက်တာပဲပိုးကုန်တယ်ရှိရတယ်ဟဲ့ဒီနေ့မင်းနဲ့ကနေတခုတော့လောင်းရမယ်ဘာလောင်းချင်မင်းဘာလောင်းတတ်တယ်လဲအဲ့ဒါကိုငါစဉ်းစားတယ်မင်းအခုတော်ငါလည်းစဉ်းစားလို့မရဟာလောင်းရင်ကောင်းမလဲဟောဒီကျုံးထဲမှာဘယ်နှကာလာလောက်ဟဲ့မဖြစ်နိုင်ရှောက်ပြောမနေနဲ့ကျုံးထဲမှာရေပရံကမင်းလည်းမသိငါလည်းမသိဘူးအပူလာပြောနေဒီကျုံးပတ်လည်းမှာဟာဟုတ်ချက်မနဲ့ချက်နဲ့လှုပ်တာအဲ့အုတ်ကြီးအစ်စ်ဟဲ့လည်းမသိနိုင်ဘူးနော်သိနိုင်မသိတာမလောင်းတာပဲပေါ့လို့ကွာစဉ်းစားကွာမလောင်းရင်ငါမသိနိုင်ဘူးဟုတ်လူပြောက်လာတယ်ဟဲ့အဲ့ဒီလူကနော်အဲ့ဒီလူကဘိုက်စာဘိုက်ကြိုင်တာနဲ့ဘိုက်စာမလားကွာသူကတော့သူအိမ်သာတက်ချင်လို့ဘိုက်စာတော့ကွာအိမ်သာတက်ချင်တာမင်းကလူတယောက်ကိုစိတ်နဲ့ခံမန်းနေတာကြိုက်တယ်အဲ့ဒီလောင်းလာကြိုက်ဟဲ့ဘိုက်နာလို့အိမ်သာရှာနေတာဒီလိုကြည့်ဟိုဘက်ကိုသွားလိုက်မယ်ဘိုက်စာလို့ခုံးစိတ်ရှားနေတာဟိုဘက်ကိုသွားလိုက်မယ်ကြည့်နေမသွားဘူးကွာမသွားဘူးလားမသွားဘူးဒီဘက်လာတယ်အဲ့သူဟိုဘက်ကိုပြန်သွားမှာမျိုးကြည့်ဟိုဘက်ကိုပြန်သွားမှာဒီဘက်ကိုလာတယ်ဒီဘက်ကိုလာတယ်မယုံကြည်ချန်စီယိုနာသွားလိမ့်ကြည့်ချန်စီယိုနာမသွားဘူးကွာဟာသွားပြီဟိုဘက်ကတော့ကတ်သွားပြီချန်စီယိုဟာချန်စီယိုမဝင်သွားတယ်ကြော်ဝင်တာလည်းမဟုတ်ဘူးသူကြော်လို့မမီဘူးလေကွာဟေ့အဲ့လူပြန်ထွက်လာမလားမထွက်လာဘူးဝင်သွားပြီတော့ထွက်ရမှာပေါ့ဝင်ကြည့်ရထွက်ကြည့်တယ်ဟဲ့မထွက်လာဘူးတရားထွက်မယ်ကွာထွက်ဘူးကွာဟဲ့ဒီတခုကဒီဘက်ကပြေးရမယ်။ဒီဘက်ကပြေးပါမယ်။တောင်းမယ်။တောင်းပါမယ်။တောင်းပါမယ်။ဒီဘက်ကပြေးပါ။ဒီဘက်ကပြေးပါ။ဒီဘက်ကဟဲ့လူ။ခင်ဗျာအဲ့ဘက်ကမပြေးနဲ့အဲ့ဘက်က
တော်ပြီဟိုဘက်ကလည်းစစ်တက်ဒီဘက်ကလည်းရဲအကုန်ပြစ်မှာတခိုးစိတ်ကုန်တယ်သွားမယ်လွတ်တော်တယ်ပဲဟိုဘက်ကလည်းမပြောဒီဘက်ကလည်းသေးမင်းယူလေငါယူတခိုးပြမှာပေါ့ရေးလာနေပြီလားမသိဘူးဗျာဘီယာတော့မယ်ငါတော့ဘီယာပဲချိန်အဲ့ဒီတော့ဘီယာဘလို့တကားထားပါတော့ပြောပြမယ်မင်းပါဘီယာကြိုက်တော့စီဘီယာပဲချိန်မင်းရောစီဘီယာကြိုက်တာတွေတကောဘီယာကြိုက်တယ်မလို့နဲ့ဒီနေ့ကဘသူတကားခံပါတော့ဟုတ်ကဲ့ဘသူတကားခံပါငါခေါ်မှတော့ငါတကားပေါ့ငါဘာကြောင့်မလို့တို့ဘီယာဘာကြောင့်တကားခံလို့ဒီနေ့မနေ့ကငါကြောက်ဝိုင်းသွားပြီးအပွင့်တပွင့်သွားရောင်းကြောက်ပွင့်ပွင့်ရောင်းတော့ဘုဒ္ဓကံကောင်းရင်တော့ဒီလောက်ဈေးကွက်အေးနေတာကိုငါးပုံရတယ်ဟုတ်ဗျာကြောက်တပွင့်လေးနဲ့ငါးပုံတော့ရမယ်ငါတောင်ကြာကြီးကြာရောင်းခဲ့ရတာဝိုင်းကအခုရွှေရမလို့တော့ကြာရွှေရမလို့နေပါဦးမသိလို့မဲပေါ့အဲ့ဒီကြောက်တပွင့်ကိုမင်းကဘယ်လောက်နဲ့ဝယ်ခဲ့တာဟုတ်သားပဲဘယ်လောက်နဲ့ဝယ်ကလေးလေးတယောက်လာရောင်းလို့လေဟဲ့ကိုယ်ကလေးကကိုယ်ရဲ့ကြောက်လောကနားလေလားပေါ့အဲ့ဒါငါမနေပြောပြီး9000နဲ့ဝယ်ဟုတ်ဗျာခမတော်တော်ရုပ်သွားမှာပဲနော်ဟာသမီးသားတော်ပါဗျာအဲ့ဒါကြောင့်ဒီနေ့ကမင်းတို့အတွက်1 day ဟုတ်ပြီ1 day ပဲပုံရှင်းမယ်ဟောကြောက်ဝဲဟုတ်ပြီအဲ့တော့သွားမကြည့်နဲ့နော်ဘာဖြစ်လို့သူကမကြည့်သူကပိုင်ရှင်ပေါ်လာယူလိုက်အဲ့တော့ကြိုက်သလားကိုကြိုက်ကိုဆွဲဟုတ်တာဟုတ်ပြီခဏနေဦးညပြရတော့ပုံတော့ပြီဗျာဘာကြောင့်တောက်ကြဟာလားငါတော့ပြောလဲတောက်တယ်စိတ်ကြီးလဲတောက်ရဲသမားများစိတ်ကြီးတဲ့ခါတောက်ကိုတောင်ကောင်းတယ်ဘာလို့တော့ဘုရားစားလို့မကြဘူးလားဘယ်လိုစားကြတော့စိတ်ကြီးပြေပြောက်ရဲတောက်မူးရင်အိတ်အသက်ရှည်နိုးရင်ပြန်တောက်အကြံပေါက်တဲ့အကြံတသိန်းတန်တယ်ဟာအဲ့ဒါသိတန်မိုးရှိတာပဲဒါပေမဲ့ခမရရက်တောက်ကြီးကတစ်မျိုးကျုပ်ရက်တောက်ကြီးတစ်မျိုးရှိခမရဘယ်လိုတော့အရက်တောက်ချင်း5ပါးရှိအရက်တစ်မျိုးပဲကွာဘာတို့အရက်တောက်ချင်း5ပါးဘယ်လိုလုပ်အရက်တောက်ချင်း5ပါးဆိုတာကဧကဘာလောခွေးဝါရောတတိပင်ရောစတုတိဟောတိစသူနှခေါ်တဲ့ဟာသူကပါဠိတွေနဲ့ပါဠိတွေအားရကြတော့ဒိုးကိုမကြပါဠိနဲ့ကျမ်းကန်တဲ့အဲ့ဒါလက်တန်ချမ်းနဲ့လားလက်တန်ချမ်းနဲ့ဟုတ်ပြီအဲ့လိုသွားရရဲ့အိဗယ်ဧကဘာလောဆိုတာဧကဆိုတာပါဠိလိုတိဟုတ်တယ်တိတခွတ်တော်တော်သူတိဘာလောဘာလနာလူမိုက်ဟိုတခွတ်တဲ့တောက်တခွတ်တဲ့တောက်လို့လူမိုက်ဟုတ်ပြီဝေးဝါရောဝဲဆိုတာပါဠိလိုနှစ်နှစ်ခွတ်တော်တော်သူတိဝါရောသေထားရုံမရှိလက်တန်ဟုတ်ပြီလားလက်တန်ချမ်းနဲ့လက်တန်သေထားရုံရှိတယ်တတိပင်ညောတယ်အားရလို့လေဗျတတိဆိုတာပါဠိလိုသုံးဟုတ်တယ်လေသုံးခွတ်တော်တော်သူတိတဲ့ပင်ညောပညာမှန်ကြီးတဲ့တန်တဲ့ပညာဉာဏ်ကြီးသုံးခွတ်တော်ရင်ပညာဉာဏ်ကြီးတယ်ပညာဉာဏ်ကြီးတယ်ဟောသားလို့ပါစတုတိဟောတယ်စတုဆိုတာပါဠိလိုလေးခွတ်တော်တော်သူတိတဲ့တိဟောဆိုတာတိဟာချင်းသေးကဲတော့အာမန်တော်နေတယ်ဒီပြေစကားချင်းသေးကြောင်းမပြောနဲ့ဒီပြေစကားပြောချင်းသေးလေချင်းသေးမပြောနဲ့ဘာဖြစ်လို့လဲချင်းသေးသိစိတ်နာဟုတ်တယ်ချင်းသေးကိုဘုံဘုံဒီချင်းသေးကြောင်းတို့မြမာပြည်ကြီး26နှစ်ကျော်
မွဲပြကြအောင်မွဲပါပဲခမချင်းသိမလို့ရှိရင်ကတော့တော့ဒီဖုန်းကြီးဝင်လိုက်ပြေးလာကတော့လကားနောက်တစ်မျိုးကပြစ္ဆသူ့နှခေါ်တဲ့ပြစ္ဆဆိုတာပါဠိလိုငါဟုတ်တယ်ငါကွက်တော့တော့သူတဲ့သူ့နှခေါ်ဆိုတာပါဠိလိုခွေးလူစိတ်ပြောင်းရင်ခွေးစိတ်ပေါ်တယ်ခမလေးဘက်သွားပြန်လာဟုတ်ပြန်ပါတော့တကံကိုကြီးနဲ့တော့တော့တောက်ကြတာပါဟုတ်တော့ပဲလို့တောက်ကြတော့ဘယ်နဲ့ခွက်တောက်နိုင်လို့ဟမ်ဘယ်နဲ့ခွက်တောက်နိုင်လို့ခင်ဗျာကြောက်စိန်ခေါ်တာလားဟာစိန်ခေါ်တာဘုံမဲကြည့်တာဟုတ်ပါခင်ဗျာတိုက်တော့တယ်ဒီနေ့ကိုခွက်20ပေါက်နိုင်တယ်တစ်ခါတည်းနဲ့ခွက်20ပေါက်နိုင်တယ်လောင်းကြီးစားကြီးဟုတ်လောင်းကြီးစားကြီးဘီယာပါတင်ပါလို့ရတယ်ဟာဘီယာတောက်ပြိုင်ပွဲစားဟာအဲ့ဒါဟာလာရတယ်မင်းနဲ့ဘာလောင်းရတယ်ဝင်ပုံလိုက်လိုက်တော့ကျွန်တော်လောင်းရဘီယာတော့ပြိုင်ထိုင်ပြီးတော့ဘာလို့ကျွန်တော်ပြိုင်ခင်ဗျားကကျွန်တော်ပြိုင်လိုက်ပုံလေဘီယာတော့လာမလို့နဲ့တော့ငါပိုတောက်နိုင်တယ်ဟာမင်းကလေလာမစမ်းနဲ့ဂလုကခရရည်တို့ကျွတ်တွင်းဟမ်ကျွန်တော်တို့ခင်ဗျားတို့ကထိုင်ပြီးပြသွားပြီခင်ဗျားတို့ကကျွန်တော်တို့ကိုစားပြုပြိုင်လိုက်မယ်ကျွန်တော်ဘီယာတော့ပြိုင်အဲ့ခင်ဗျားစောက်ကျွန်တော်နိုင်ဒီဝိုင်းကိုရှင်းမယ်ဗျာကျွန်တော်ရှင်းတယ်ကျွန်တော်ဟာဟုတ်ပြီနော်ဘသူပိုတောက်နိုင်ဟေးကြည့်မယ်လောင်းမယ်နော်လောင်းမယ်တယောက်ကတိုင်ပြီတင်းသုံးတိုင်ပြီနော်တိုင်လိုက်ဒီကောင်ဖတ်တာတင်းနေတော့တိုင်တော့တင်းနေတော့ခေါ်မယ်နော်ဟောတင်းဟုတ်ပြီနံပါတ်မှာတစ်ပြီးရင်နှစ်လာတော့မယ်ပို့ဩနှစ်လာတော့တင်းရီလေတခါလေလို့ပါနံပါတ်မှာနှစ် ဟုတ်ပြီနှစ်ဆိုတာနှစ်ခါခေါ်တယ်ကိုလို့ရတယ်ကျော်လိုက်ပါအဲ့ဒီပါလေကောင်းပါနဲ့ဟာဘာလဲဆွမ်းတော့ပြန်လာမယ်ဟိုပါပါလေးလို့နံပါတ်မှာသုံးဟုတ်အကြောင်းမပဲအာကုန်သွားငါရေကုန်လာရငါရေကုန်လာငါလည်းတူတူကုန်တာပဲလေအဲ့ငါရေကုန်လာရငါလည်းတူတူပဲဟဲ့အားလုံးတော့ဆက်တော့မယ်ကွာအေးစီးသမျှမလေးအကုန်ချငါပူတောင်းတယ်လို့ငါမင်းနဲ့ပူမူးတာလေကွာငါဆိုလို့ရှိရင်မင်းဘယ်သူမှမသိတော့မျက်လုံးတွေဝါငါလည်းကြည့်ရမယ်မတက်တော့ငါရဲလို့ဟုတ်လားအားလုံးဘေးကိုကြောက်လမ်းတော့မမြင်တော့ငါပူမူးတယ်ငါဟုတ်တယ်သူကပူမူးတယ်ဘယ်သူပူမူးလဲတရားပူမူးတယ်တရားပူမူးတယ်ငါပူမူးတဲ့လူကနိုင်မှာနော်ဟုတ်တယ်ပူမူးတယ်အဲ့တော့မင်းနဲ့ငါနဲ့လဲရှောက်မယ်ပူမူးတဲ့လူကတဲ့ရှောက်လို့မရဘူးဟုတ်တယ်ဟုတ်နော်1 2 3
ပြောချင်ပါဘူးကွာ ဟောအဖေက ပြန်စရာရှားလို့မှဘီယာတောက်ပြန်ယူလိမ့်မယ်ဒီကောင်တော်တော်ဆိုးတယ်ကွာ ဖေကလည်းပြောမနေပါနဲ့တော့ဖြစ်ပြီးရည်လည်းပြီးပါပြီဆို ဟုတ်သားပဲကိုကြီးလက်ကောင်းနေ ဟာပြောရမှာပေါ့ကွာဒီကောင်တလောက်ဆိုးတာလေကွာ ဟောအဖေကလည်းနောက်ဒီလိုမဖြစ်ပြီးရောပဲဟာကြီးကို ဒီကောင်တော်တော်ကိုဆိုးတာ ဟောအဖေကလည်းဒါဆိုအဖေစုပေါ့ ငါကဆိုးတယ်လို့ပြောတာဒီကောင်ငါဘီယာပေါ်မတိုက်လို့ဆိုးတယ်လို့ပြောတာဟာလားဒီလိုငါကလူကြီးဒီကောင်လေဒီကောင်ကအမေအဲ့လိုလိုအိမ်ရှိမှလာပြီးတော့ခွေးလိုဝက်လိုလာအိတ်ဒီမှာတော့ငါမျက်နှာမပြည့်ရဘူးလား ဟောအဲ့ရောအဖေစုပါဆိုနေမှာပဲ အဲ့ဒါမျိုးဆုံးမမှာဗော ဟာမင်းတို့ကလည်းငါတယောက်တည်းမှမဆုံးမနဲ့လေမင်းကဦးလေမင်းလည်းဆုံးမလေနေကညီမလေနေလည်းဆုံးမလေ ဟောအဖေကလည်းအဖေစုမှဖြစ်မှာပေါ့အဖေ ကြီး က တော့ အဖေ ဆုံး ကို မ အဖေ တော့ စု ပိုကောင်းတာဗောဗျာ အဖေကလည်းအဖေစုမှဖြစ်မှာပေါ့အဖေကအဖေကိုအဖေဆိုတော့အဖေကသူ့ကိုစုံမမှာ तू ကအဖေကိုအဖေကသူ့ကိုပို့ပြီးတော့အဖေ ဟဲ့တော်တော့နေအဖေလေးကိုထွက်ဦးမလား ဟုတ်တယ်လေဟောအကိုကြီးကဒီမှာအကြီးဆုံးအကိုကြီးနဲ့သားသမီးကိုဆုံးမမယ်ဟောအကိုသားသမီးကလည်းအကိုကြီးစကားကိုနားထောင်ရမယ်အဲ့ဒါပေါ့ကြိုက်မှာဗောဟုတ်တယ်မလားအဲ့ဒါမှမဟုတ်အကိုကြီးကလေဘာမှမဆုံးမဘူးမဆုံးမတော့ကိုကြီးကနေဟာဒီကလက်လူရှုနေလက်လူရှုတော့ကိုကြီးဆောက်ရဲမှာဦးဖြစ်နေတာ အပေါ်ကြီးဗော အ ဟ ဖေ မ် ကလည်း မင်းကငါ့ကိုပြောတယ်ငါငါပေါ်လို့ပြောနေတာဟမ်မင်းတို့ဘာမှမပြောနဲ့နင်တို့ကလည်းဆုံးမမယ်ဒီနေရာမှာနင်တို့ကပြောရမယ်ဆိုရမယ်နင်တို့မပြောရမယ်ဆိုရလို့ငါတို့260လုံးဒီဘဝရမတက်နိုင်ကြနားမလဲလား ကြောက်ပြောနေတာလေလာဖမ်းအောင်မယ် မဟုတ်ဘူးလေပြောပြတာလေပြောရမယ်ဆိုရမယ်ငါဒါကိုပြောနေတာ ဒီမြုပ်စာပြောနေသားသမီးကိုဆုံးမလား သားလေးကိုပြောတာပဲငါဘာပြောနေလို့လဲ အဖေ ဘာလို့ အဖေကလည်းသူ့အဆူပါဆိုနေမှာအဖေကအဖေကိုအဖေထက်ပို့ပြီးတော့သူ့ကိုအဖေကအဖေကိုအဖေကသူ့ကိုသူ့မှာဒီပါ ဘာတော့ပြောပါလဲဒီကောင်မလေးဒီဖေတဲ့ကိုထွက်ဦးမလားမသိဘူးကဲဘာလုပ်လဲနင်တို့ဒီကောင်ကိုဆုံးမလို့ရမလားမရဘူးလားဆိုတော့လောင်းမလား လောင်းမယ်လေဖေ ဟာလောင်းမယ်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  လောင်းမလား လောင်းမှာဗော တကယ်လောင်းမလား တကယ်လောင်းမှာ အဖေဘာကြီးလောင်းမှာလဲ ပြော ဒါကြီး အာခမရလေဗျာတက်ကကြီးနေပြီဒါမှမရှုံးနေဘူး တိတိဟဲ့ကောင်ဘာလို့ပတ်စံ ဟောပတ်စံ ပတ်စံနေလောင်းမယ် စက်ကပြောပါလားပတ်စံ ဟောမင်းရလည်းအမူအရာပြပြော အဖေလောင်းမယ်ဆိုရင်အပေါ်ကြီးလားအောက်ကြီးလား အဲ့ဒါအဓိကအ ဖေကအသက်ကြီးတော့အောက်ကပဲနေတော့မှသမီးရဲ့ ဘာလေးကြောက်ပြောနေတာလေ အဖေကလည်း အတေးကနေလောင်းရင်နိုင်နဲ့ဒါကိုပြောတာဒီကောင်တော့မင်းကလည်း အောက်ဆိုဖေအောက်ကပေါ့ အဖေအောက်ကပဲနေတော့မှ အပင်မခံနိုင် ဟုတ်တယ်တက်ဟဲ့ကောင်ဖေကိုပြောမင်းပြောတာကိုဆိုတော့နော် ဟုတ်တယ်လေ ပြောသမီး ဖေဒါဆိုတစ်လုံး30ကြီးလားနှလုံး30ကြီးလား နှလုံးငမ်းမှုဟမ်ဘယ်နဲ့နေပြောတာသူပြောတာကြည့်ရုံလေငါသမီးပြောတာကြည့်ရုံလေဘောလုံးဘွဲရောက်သွားပြီငါကဒီကောင်ကိုစုံမလို့ရရင်ရမရဘူးလားဆိုတာကိုလောင်းတာဘယ်နဲ့ဘောလုံးဘွဲရောက်သွားတာတော့ကဲငါပြောမယ် ပါရ ဘယ်နဲ့ဝါသနာပါမကောင်မလေးကဘောလုံးဝါသနာပါကြလား သူလည်းကြည့်တယ်လေ ဘာလို့ကြည့်တာလဲနော်အဲ့တော့လောင်းမယ်ဆိုတော့လောင်းရိပ်စမယ် လူကြီးပြီးမညစ်ချင်းတော့ ဩလူကြီးပါမလိမ္မာ ဖေဘ ဘူး လောက်ကြီးလဲ ညစ်တာများပြီ ဒါအမြဲတမ်းဖြစ်နေကြအဲ့ကောင်ဘာပြောတာငါဘယ်တော့မှမညစ်ဘူးအဲ့တော့လောင်းရိပ်စမယ်တသိန်း ဟောပြောလို့နေလိုက်တော့တသိန်းခွဲတော့လောက်ပါ ဟမ် တသိန်းခွဲလေတသိန်းခွဲ ဟာတသိန်းခွဲနဲတယ်2သိန်း နှစ်သိန်းလောင်းမယ်လေနှစ်သိန်းနဲ့လောင်းမယ်ဟေး 2သိန်းနဲ့စိတ်ခါ အေးကွာငါသတင်းစာရေးလေ့လာနေတာအခုတလောမင်းအဲ့ခိုးဆိုးဓမြတိုက်တဲ့ကိစ္စတွေတော်တော်ပေါ်နေတယ်ကွာဟုတ်လားအေးဗောလေလူတွေကစားစရာမရှိတော့ကြံဖန်ပြီးတော့လုံးပြီးတော့လုံးပြီးတာပေါ့ကွာ လုံးပြီးတော့လုံးပြီးရမှာပေါ့ကွာတချို့ကလှုပ်ချင်လို့ကိုလှုပ်တာပေါ့မင်းကလည်း ဩမင်းကလည်းစားစရာရှိနေမယ်လုံးချင်လို့လုံးတဲ့လူရှိမလားကွာ ဟေ့ရတချို့ကမင်းဗီဇဟိုကပါလာတာဘလောက်ပဲချမ်းသာဆင်းရတယ်မဆိုင်ဘူးနော်မင်းတချို့ချမ်းသာတဲ့လူတွေသူများပစ္စည်းနည်းနည်းလေးယူလိုက်ရမှာကိုကျင်းနေတဲ့လူတွေအများကြီးပဲမင်းကလည်း ဒုက္ခပဲဖေရပတ်စံရှိရတဲ့တော့သူများပစ္စည်းမခိုးဘူးရ โอเคမင်းကလာညင်းနေပြန်ပြီတချို့ကဗီဇကိုပါလာတာပတ်စံဘလောက်ရှိရှိกว่าရလေလို့လေအိုတစီပဲမင်းလိုကိုလိုချင်တာသူများပစ္စည်းကိုကဲ
လောင်းမလား လောင်းတယ်မင်းလို့လူတကယ်ကြီးတယ်လောင်းတယ်မင်း ဟဲ့သူများပစ္စည်းကိုမင်းခိုးဖို့ဆိုမလွယ်ဘူးနော် ဟာမင်းရလေကွာဘာလို့မလွယ်ရမှာလဲသူများပစ္စည်းခိုးကျင်တဲ့စိတ်ရှိရင်လွယ်လေးအကိစ္စမင်းခိုးရလို့ ဟာမင်းကစိတ်ခေါ်တာ စိတ်ခေါ်တော့ဗော ဘာလို့မခိုးရမှာလဲဟာခိုးရတယ် တကယ်နော် ဟာခိုးရတယ် တေးချာတော့ရ ခိုးရမှာဓမြပါတိုက်ပြပဲငါ3000ကြီး ဟာလောင်းမယ် ခိုးပြခိုးရမှာပစ္စည်းတခုငါ့ကိုတက်သေးပြနိုင်မင်းတို့3000 3000နော် โอเค စောင့်နေ အေးတွေ့လို့ မင်းရလေကွာဘာမှအားငယ်မယ်နော်မင်းဒါအချင်းထောင်နေပါရောက်တယ်ဆိုတာခဏလေးပါဟိုမှာလူကြီးတွေလည်းညှိနှိုင်းနေကြပြီမင်းထောင်လွတ်မှာပါမင်းလေလွယ်ပါဘူးကွာငါထောင်ကြမလားမသိပါဘူးမကြနိုင်ပါဘူးကွာဒီကငါတို့ကပျော်စီပြည့်စီနောက်တာလို့ဆိုမင်းရလေမင်းရလေစကမ်းမွေးရပြောပြီးပြီစီမံချက်တဲ့ဟဲ့မလွတ်နိုင်ဘူးတဲ့လူကြီးတွေညှိနေတယ်မင်းကလေလွတ်ကိုလွတ်မှာပါခဏနေငါတစ်ချက်တော့ကြည့်လိုက်ရောဟိုမှာလူကြီးအားလုံးအဆင်ပြေဟိုဘက်ကအမှုစေတွေကလည်းမင်းကိုခွင့်လို့တယ်တဲ့မင်းလွတ်မှာဟဲ့ဒီအမှုကခွင့်လွတ်လို့ရတဲ့အမှုမျိုးမဟုတ်ဘူးကွာထောင်ကြမှာဟဲ့မင်းကလည်းမကြပါဘူးစုပ်ကိုကြခိုင်းနေတယ်ဟိုမှာလူကြီးညှိပြီးပြီကြကြမယ်မင်းလောင်းလားဟမ်မင်းကငါအစင်ကိုအိမ်ခေါ်တယ်မင်းလွတ်မှာကွာငါဟိုမှာမျက်မြင်ကိုတွေ့ခဲ့ပြီလွတ်မှာကြပါကွာလောင်းမယ်တိတ်ကြီးလောက်မင်းထောင်ကြမှာမင်းလွတ်ကိုလွတ်မှာကွာကြစီရပြီးတော့ရောချုပ်ခန်းကရခံသွားခေါ်ခဲ့ဟုတ်အများခေါ်ပြပြပြစစ်ရောက်ကအောက်တော်ရဲမှုရကြကြရင်ဖုံးတယ်မဲပေါက်ပြီးကျုံမျိုးရုံတစ်လုံးယူဝေရအောင်ပါအရေးပေါ်နေတာပြန်ဝေးနေခြင်းသေးတယ်ဖုံးဝေတော့လားဘုံဝေဟုတ်ကဲ့မင်းတို့ကရှာပူပြီးနောက်ကြတာဟုတ်ကွာနောင်ဒါမျိုးမဖြစ်ကြဘူးဒီမှာလက်မှတ်ထိုးဝန်ခံလေးထိုးလိုက်ဟာဝန်ခံကတိလေးထိုးလိုက်ခဏလေးပါဦးစကားကျွန်တော်ကဘာလို့လက်မှတ်ထိုးလက်မှတ်ထိုးဘာလို့ထိုးရလဲပြည်သူရဲ့ဟုတ်ကဲ့ပြည်သူရဲ့ဟုတ်ကဲ့ပါမင်းဝင်လာတော့ကအပေါ့ဝမှာဆိုင်းပုတ်မတွေ့ခဲ့တွေ့ခဲ့ပါလေခင်ဗျ
ကူညီပြရစီကူညီပြရစီခင်ဗျာကူညီပြရစီကူညီပြရစီခင်ဗျာတခုလို့ရှိပါ ဥပဒေဆိုတာအရေးကြီးပါတယ်စကမ်းမို့ဟုတ်တော့ဥပဒေရဲ့အပေါ်မှာဘာမှမရှိဥပဒေအထက်မှာဘာမှရှိလို့မရပါဘူးနော်ဥပဒေဆိုတာကျွန်တော်အသက်ထက်မြောက်အရေးကြီးပါတကယ်တမ်းဆိုဒါလူရက်မှုပုံမှန်38နှစ်ထောင်10နှစ်လောက်ချလို့ရတယ်နော်စကမ်းမို့ဟုတ်တယ်မလားမှန်တာပေါ့ကွာမှန်တာပေါ့ကွာချလို့ရတယ်ဥပဒေကိုအလွဲသုံးစားမလုပ်ပါနဲ့ပြီးရင်လက်နက်ကိန်ဆောင်မှုပါသေးတယ်အတူပဲဖြစ်ဖြစ်အစ်စ်ပဲဖြစ်ဖြစ်လက်နက်ကိန်ဆောင်မှုဆိုတာပုံမှန်19ဒါလည်းထောင်10နှစ်ထိချလို့ရတယ်ဟုတ်တယ်မလားစကမ်းမို့မင်းတော်လိုက်လားပုံမှန်တွေကုန်ငားတယ်ငါတော့မှပုံမှန်ဆိုလို့ငါပုံမှန်18ကလွယ်ဘာမှနားမလဲအဲ့ဒါတွေလိုက်ပြီးတော့ထိမ့်သိမ့်စောင့်ရှောက်နေရလို့သိနေရတာစကမ်းမို့ဥပဒေကိုအလွဲသုံးစားမလုပ်ပါနဲ့နော်ဥပဒေကိုလေးစားပါနော်ပြီးတော့တခြားတွေပါသေးတယ်ကာအိမ်တွေပြက်ပြအောင်လုပ်တဲ့အမှုမိန်းကလေးတွေကိုပိုင်နဲ့ကျူးလွန်မှုဒီကအရေးအကြီးဆုံးကအများပြည်သူစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်တဲ့အမှုနော်6ခခွေ5-6နှစ်သိလိုက်လားကွာပြည်ဦးလွင်ကရဲသိပ်ပံကဆင်းလာတော့မင်းတော့ကငါဥပဒေနားမလဲအောင်ပြောတကယ်တမ်းဆို6ခခွေ5-6နှစ်ဆိုတာစကန်းရှိမှရက်နေတဲ့ကားပါခင်ဗျဟောနေတီးနေလို့အများပြည်သူအနှောက်အယှက်ဖြစ်ဟုတ်တယ်ရဲဘော်တော်တော်ရှင်းပြောတော့ကအညာချွေးလိုက်တာဟွာရွှေ့လိုက်တာရောမြင်သွားတာဒီနေ့အရေးကြီးတာရှိသေးတယ်နောက်တစ်ခုကအများသဘောတူမှန်းမသိမတူမှန်းမသိစွတ်ပြီးလုံနေလို့ရှိရင်အဲ့ဒါပုံမှန်436နော်ဟုတ်ပါတယ်ဗျာဟုတ်ပါတယ်ကျုပ်အဲ့ဒါလေးမှတ်ထားတယ်436အခုဒီအမှုတွေများနေရဲ့နဲ့စကမ်းမှုကြီးကျွန်တော်ကိုလွတ်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒါ920ညတက်လိုက်928သိလိုက်လားရုပ်ကလေးချောတော့အကုန်တက်သိနိုင်မိဘမြစ်တာလေဟုတ်တယ်928ဟုတ်တယ်ဗျာမိဘမြစ်တာလည်းရောက်ခမရဲ့နေရာမှုလို့သာအစင်လာမှုလို့သာဒီနေရာရောက်လာတာမင်းတော့ကိုမသိအောင်ဖြစ်နေတယ်ကွာဒါတွေကိုသာကျူးလွန်ခဲ့ရင်ဒါတွေအားလုံးကိုကျူးလွန်ခဲ့ရင်ပုံမှန်306နဲ့ကြီးတယ်နော်ဟေ့ကော306ကမရိမှုကွာမရိမှုအဲ့ဒါကမရိမှုလေကွာကနန်းနဲ့အကုန်လုံးနဲ့ညှိသွားမယ်အလွဲသုံးစားမလုပ်ပါနဲ့ကျွန်တော်ထောင်ချလိုက်ပါတော့ဗျာသူလွတ်ရမှာနော်မင်းယူနေလားဘာလဲရှောက်ပြောနေရလဲကျွန်တော်ထောင်ချကိုချပါဒီအမှုကထောင်ချမှာဒီမင်းမကြောက်ဒီမှာလာပြောနေတာကြီးတဲ့မှုငယ်အောင်ငယ်တဲ့မှုပစ္စည်းကွယ်သေးသေးလေးပေါက်တာလေးတာပြင်းနေပါပြောင်းအမှန်တရားဘက်ကနေရိုးသားတဲ့လူတွေအတွက်ငါကထောက်ခံပေးမှာမလို့မင်းကိုထောင်ချတာဥပဒေရလက်မှတ်ထိုးပါလို့ပြောနေတာဝန်ခံကလေးလက်မှတ်ထိုးလိုက်လက်ထိုးကျွန်တော်လက်မှတ်ထိုးလိုက်လို့ရှိရင်ထောင်မကြောက်ဖြစ်သွားမှာဗောကျွန်တော်ထိုးလိုက်လေမင်းထောင်လွတ်မယ်ထောင်မကြစေချင်လို့လာတောင်းပန်နေတာဝန်ခံကလေးထိုးခိုင်းနေတာကွာထောင်ကြကျွန်တော်ရှုံးသွားမှာဗောဖေဘာဖြစ်လို့လဲကျွန်တော်လောက်ထားကျွန်တော်ထောင်ကြရမယ်လို့မင်းကွာဘာဖြစ်နေမျက်နှာမသားမရလဲစိတ်မကောင်းစရာကြီးပဲကွာဘာဖြစ်လို့လဲငါရောက်ကမကြီးနေမကောင်းဖြစ်နေမင်းက
လေဒါဗျစိတ်မကောင်း9ယောက်ကမှလည်းအိမ်မှာဖြားနေတာမင်း9ယောက်ကမှမင်းချင်းနေသိမကောင်းဘူးနော်ဟာတူတူပဲဟိုမှာ9ယောက်ကလည်းနေလားညလားမင်းကလေ9ယောက်ကမှကြီးကမင်းငါဒီကမပြန်ခင်တော့မင်းဒီမလားမသိပါအခုတော့သေနေတော့ပြီငါထွက်လာတာမင်းမင်းဘာဖြစ်စီပါလေခွေပဲဘာခွေလောင်းမရဟာမင်းယောက်ကမှအရင်သေးမလား9ယောက်ကမှအရင်သေးမလားဟာ9ယောက်ကမှအခုသေတော့မှာဟာကွာအသက်ထွက်နေတော့ပြီနော်လောင်းမယ်လောင်းသိန်းကြီးတသိန်းတော့တသိန်းမတန်ဘူး9000လောက်ပဲတော့နော်ယောက်ကမှအဲ့လောက်ချစ်တယ်ပေါ့9000လောက်ဆိုရပြီကွာနော်ဟာခဏခဏနေလို့ဘသူသေးတယ်မသေးဘူးလဲဆိုတာကိုဘယ်လိုအချက်ပြီးโอเคမင်းယောက်ကမှအရင်သေသွားရင်မင်းကငါကြောက်အောင်ကြီးစီထုမယ်ကြီးစီထုဟုတ်ပြီငါမင်းငါယောက်ကမှသေသွားရင်မင်းကြောက်မှာတန်မုံပြီးမယ်ဟုတ်ပြီသွားပြီဘာကြီးဆောက်ပြောနေတာတော့မသက်ရှိကြတာတော့လားချက်နေတာလို့တော့ချက်ပြီးသမီးဖြီလိုက်မှာပဲအကြက်တာနည်းနည်းရော့ပါရောက်ခမကြီးရောက်ခမကြီးမင်းမကောင်းဘူးလားသိဦးနိုင်မကောင်းဘူးလေတက်တာလို့ပြရမှာဟောတက်တာရလားသားလားဟုတ်ကဲ့ထားပါဦးပြေတော့ပါသားရဲ့သားကိုခေါ်နိုင်သေးတယ်ပေါ့သားလေးဟုတ်ကဲ့ဘာပြောမလို့လဲဖေအဖေမနေရတော့ပါဘူးသားရဲ့ဟမ်အဖေမနေရတော့ပါဘူးမနေရတော့ဘူးလားကောင်းတယ်ဖေကောင်းတယ်ဟာဟုတ်လေအဖေမနေရတော့ဘူးဆိုတာဒီကရင်ပေါ်မှာကြာမနေရတော့ဘူးဆင်းရတော့ဒါကိုပြောတာပါခင်ဗျဟုတ်ကဲ့အဖေမရှိရနောက်ပိုင်းလေဟုတ်ကဲ့ဖေမရှိရနောက်ပိုင်းဘာလုပ်ရမလဲဖေသားဒီမလေးကိုယူဆိုင်ပါစောင့်ရှောက်မယ်အားစောင့်ရှောက်မယ်အဖေအမောတွေဖောက်နေပြီသားအမောဖောက်နေပြီအမောဖောက်နေခဏလဲထားလိုက်မလဲသေးပါဘူးဖေမလဲလဲထားလိုက်ပါဦးဟာဖေရောက်ပါဟမ်ဖေရောက်ပါအချင်းတူလို့လေဟမ်ဖေရောက်ပါညောလေးခဏနေဦးဒီလိုကြီးမထားနဲ့လေဟာနောက်နောက်ဆုံးဟမ်ဒီတော့လူဝင်နေကွာဒီမှာ तू အသက်ရှင်ကိုကွာညီမဟောထဟမ်အဆင်ပြေလားမောတယ်တာရေမောနေရကိုကြီးရဲ့မောရေမတိုက်နဲ့နော်မောရေတိုက်လို့ရှိရင်ပြဿနာနော်ရေသီးတယ်မတိုက်နဲ့လုံးဝမတိုက်နဲ့မောတာရေတာကိုလေအဖေတခုတော့မှားခြင်းနဲ့တာရေပြောအဖေရဲ့ခေါင်းအောက်မှာလေဟာအဲ့ဒါစိတ်ဝင်စားတယ်ဘာရှိလဲဖေရဲ့ခေါင်းအောက်မှာလေစောင့်ရှိတဲ့သားရေဟောဒါပြောဖို့ဗျာဖေဟမ်သားမလို့ဖေးအဖေဘာပြောမလို့လဲဖေးဘာပြောမလို့လဲပြောဘာမပေါ့ခေါ်ကြည့်တာပါသားပြောလို့ရအောင်လားအမေနဲ့စကိုင်းတဲ့ဘာမှလည်းမပြောပဲပေါ်ကုန်ပြီလေသူအိမ်နေအဝဲလေးပါပဲညီမလေးရှင်အဖေကိုဘာကြွေးပြီလဲအဖေထောင်းအဖေဘာစားပြီလဲဖေဖေဘာစားပြီလဲတဲ့ဘာမှမစားနိုင်ပါဘူးသားရဲ့ညီမလေးရဲ့အဖေမစားလို့မရဘူးလေအဖေဒီပါဇက်ကစားမှာဒီဘိုက်ကနေပြီးဝါပြီးမှကျမ်းမာရေးကောင်းမှာဗောဖေရဲ့အဖေထားပါဦးအဖေဘာအဖေဘာပြောချင်လဲအဖေမနေရတော့ပါဘူးမနေရတော့အဖေပြောတာရှင်ပြောပါအဖေဘာအဖေပြောပါဖေမပြောတော့ပါဘူးပြောပါ
ပါပြီဟာအဖေရတယ်တေးတာမဟုတ်ဘူးဖေဒီခေါ်နေသည်ဘာပြောလို့လဲဖေပြောပြောဘာပြောလို့လဲဒီကတော့တကယ်ဖေအားတေးသည်အဖေဟာဒီမလေးဟာအဲ့ဒါ तू အသက်ရှူကျက်နေတာဟာဟိုရှေ့ဦးသူနာပြုသူပါပဲရှေ့ဦးသူနာပြုတာခိုင်းတာအေးโอเคခဏလေးဟုတ်ပြီတန်ဖို့ပဲဟာတေးနေဟာတကယ်တည်သွားပြီဒါပဲရက်ကွက်လုံးရက်ကွက်တွင်၌မိသေးနေတဲ့ကိုတို့လူများတန်ဖိုးနဲ့ကြားရမဟုတ်လားကြီးကြီးနဲ့ကြားရတယ်တန်ဖိုးနဲ့ဘာလို့မကြားရကွာဘာလို့ကြီးကြီးနဲ့ရင်ကြားရတယ်ဆိုတော့လာပြီးတော့တန်ဖိုးတို့နဲ့ရင်ကြားရမလားတန်ဖိုးတို့ကကြားလားကြီးကြီးနဲ့တန်ဖိုးနဲ့ကြားရတန်ဖိုးနဲ့ရင်ကြားလားကိုကြီးဘာဖြစ်တာလဲတော့ဘာပြရမှာလဲဒီမှာကြီးကြီးထူတာလေသူကကြီးကြီးဆိုတော့ကိုတန်ဖိုးထူတာလေအဖေသေးလို့ဒါအထိမ့်မှန်နဲ့အောင်ဝဲခံတာရှောက်လို့တော့မဟုတ်ဘူးဒီကောင်လည်းလောင်းနေတာဒီကောင်ကမခံနေလို့ဟေးဘာလို့ပေးတော့ငါရောက်မှရင်သေးတာငါတော့ပေးတော့ဟေးငါရောက်ကမှအရင်သေးတာမင်းသိပေးတော့ဟာမင်းတို့ဘာပြောလဲဘာပြောနေရလဲဟေးလေမင်းတို့ကရောက်ကမှတယောက်ကိုအရင်ယူပြီးအလောင်းစားလုပ်တယ်ဟလားဟုတ်တယ်ဒီကောင်ကဒီကောင်ပေးတယ်ဟေးဟုတ်ကဲ့အင်မတန်မှအလောင်းစားတန်လာတဲ့တငယ်ချင်းတယောက်ကတော့ရွှေမျိုးတွေနောက်ကနေလိုက်တာကိုခံရပါပြီရွှေမျိုးများလက်ကနေတိုးနဲ့ကြော်ကြော်ပူတို့လွတ်သွားသလားမလွတ်သွားဘူးလားဆိုတာပရိသတ်ကြီးနဲ့ကျွန်တော်တို့တတ္တိရှိရင်လောင်းကြမလားခင်ဗျာလေးစားချစ်ခင်ရပါတော့ရွှေပွဲလာအပရိသတ်များခင်ဗျာယခုချိန်ကစတင်ပြီးတတ္တိရှိရင်လောင်းမလားလို့အမည်ရတဲ့ပြတ်ဇက်ကိုစတင်တင်ဆက်တော့မှာဖြစ်ပါတယ်ဇာဂနာစီစဉ်တင်ဆက်တဲ့တ
တိရှိရင်လောင်းမလားပြဿနာပါဝင်သူတရုတ်ဆောင်များကတော့ရုပ်ရှင်တရုတ်ဆောင်နေတူကြောပူငပြောကျော်ကိုစီလာတီလီဒီဖွဲ့သားများနဲ့ဝိညမုံလိုက်ပြီးတော့မန္တလေးရွှေမြို့တော်မှာလူရှင်တော်ကြီးများဖြစ်ကြတဲ့ဦးတပြေချာအေးနဲ့အဖွဲ့တို့ကပါဝင်အားဖြင့်တရုတ်ဆောင်ကြမှာဖြစ်ပါတယ်နေတိုးနဲ့ကြော်ဘိုတို့တငယ်ချင်း2ယောက်အလောင်းအစားဘလောက်တန်နေဆိုတာကိုတော့တတိရှိရင်လောင်းမလားဆိုတဲ့ဟာသပြဿနာအခုလိုရှုမြင်ခံစားနိုင်ပါပြီခင်ဗျာပတ်လျှောက်တာရရှိလိုက်တာငါတို့မန်းလေးကျုံကြီးတော့နေပြီးမမြင်တာတော့ကြာပြီနေတော့ကျုံကကျင်းသွားတယ်လို့ကျုံများတောင်နေများထုံးနေလားမသိဘူးတောင်ဒီလမ်းကြောင်းလွှဲထားလည်းမသိဘူးဘာပြောဒီနေ့ဟိုကောင်စောင့်နေကျိုးဒီကောင်နဲ့အမြဲတမ်းလောင်းနေတာအမြဲတမ်းသူတလက်ကိုလည်းပဲနိုင်ဒီနေ့တော့မရတော့ဘူးတညာလုံးအပင်ပန်းခံပြီးတော့တင်ချာကိန်းကနန်းနေကိုဆရာတစုဖြစ်အောင်လုပ်ထားတယ်တင်ချာဆိုတာကရောက်လာပြီရောက်လေးပါဖြစ်ငါညတညာလုံးတင်ချာနဲ့ပတ်သက်တာတွေငါလေ့လာတာလေအဲ့ဒါတွေငါအခုပြန်ပြီးတော့ revision နှွေးနေတာမင်းကဟုတ်တယ်တင်ချာနဲ့ပတ်သက်တာတွေဟုတ်တယ်လေလာနေဟုတ်တယ်မင်းအုံနောက်နဲ့ဘာဖြစ်လို့တင်ချာတွေပါနားလဲတယ်ပေါ့မင်းကဆရာတူဖြစ်နေပြီတင်ချာလို့ကြိုးစားထားတာတင်ချာပိုးလေးမပြောပါနဲ့ကွာမင်းအုံနောက်အဲ့လိုမကောင်းပါဘူးဟုတ်မှာမင်းစမ်းလေလောင်းမလားဟာလောင်းတယ်ဟေးဒီနေ့တင်ချာနဲ့ပတ်သက်လောင်းဖို့မင်းကငါတင်ချာလို့ကြိုးစားပြီးစောင့်နေတယ်ဟုတ်ပြီမင်းအုံနောက်ဘလောက်ကောင်းလဲမကောင်းလဲလောင်းမယ်ကွာအဲ့လောင်းမယ်ဗျာကဲလို့မင်းကြိုက်တာမင်းတင်ချာနဲ့ပတ်သက်ကြိုက်တာမင်းဒါပေမဲ့ရိုးရိုးတော့မလောင်းဘယ်လိုလောင်းမလဲအလောင်းအစားနဲ့ဟုတ်လားရတယ်လေအလောင်းအစားနဲ့ပဲလုပ်လို့အတုပအစားနဲ့ပဲလုပ်လို့တဏှာလားအစားနဲ့ပဲလုပ်လို့ကွာတုပရံသာအစားလည်းရတာလောင်းသားအစားနဲ့ပဲခွက်ဆောင်ကုတ်အစားလေဒါဘာမှလည်းမသိဘူးလူနေနိုင်အတုပဖြစ်လို့အေးလောင်းမယ်လို့မင်းကြိုက်တဲ့သင်္ချာနဲ့ပတ်သက်တဲ့ကိန်းကလေးနဲ့ပတ်သက်တဲ့အကုန်မေးလို့ရတယ်မင်းမှတ်နိုင်တယ်နော်ဟုတ်တာကောင်းတယ်နော်မာစတာဘရိတ်ဟုတ်ပြီအဲ့ဒါမင်းကမေးမယ်မေးနော်ကနန်းနဲ့ပတ်သက်တာမေးကွာကနန်းတစ်ကောင်မှလက်မှတ်ပဲရှောင်းရှိဟဲ့ကသင်္ချာပြောတာဘာကနန်းစားတဲ့ကနန်းပြောတာမဟုတ်ဘူးအေးမှားပါနော်ကနန်းနဲ့ပတ်သက်တာမေးဘူရာတစ်ခုမှဟုတ်ပြီယထာတစ်စီးရက်ဘူရာဟုတ်ပြီရပြီအဲ့ဒီယထာကိုလူအယောက်20တက်ပြီးတော့20တက်ပါပြီအဲ့ဘူရာကနေစထွက်သွားပြီပြီးတော့တဘူရာကိုရောက်တယ်နောက်တဘူရာရောက်ပါပြီအဲ့မှာလူ9ယောက်ဆင်းတယ်9ယောက်ဆင်းပြီလူ3ယောက်တက်တယ်3ယောက်တက်တယ်ပြီးတော့နောက်တဘူရာဆက်သွားနောက်တဘူရာရောက်ပါပြီ9ယောက်တက်မလို့လုတ်ပြီးမှ3ယောက်ပဲတက်တယ်ဟာလေပြက်သွားလို့ငါ့ကိုဝင်းလေကြောင်ပဲမလို့ဒီမှာတေချာနားထောင်လို့ပြောတယ်လေ3ယောက်တက်တယ်4ယောက်ဆင်းတယ်2ယောက်ပြန်တက်တယ်ဟေ့ဖြည်းဖြည်းပြောကွာဆက်ရုပ်မဟုတ်ဘူးမင်းကလည်းဟုတ်ပါပြီဟိုမင်းအုံနာဘလောက်ကောင်းလဲမကောင်းလဲငါစဉ်းစားငါစမ်းတာပါမင်းကိုရပြီ3ယောက်ဆင်းသွားရနော်ပြီးတော့နောက်တစ်ခုလာဆက်သွားရောက်ပါပြီပြီးတော့3ယောက်တက်တယ်3ယောက်တက်တယ်တယောက်မှပြန်မဆင်းဘူးဟုတ်ပြီရပြီအဲ့လိုနေနေမှတယောက်တက်လာဟုတ်ပြီ
ကျဲဦးငုံ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 လို့ဘာဆိုင်လို့အဲ့တယောက်ကကျဲဦးငုံကိုရောင်းတဲ့တယောက်ကွာဩငါ့လေအောင်လာလုံနေရတယ်မင်းကြိုက်တယ်လို့အဲ့ကနှစ်ယောက်ကခေါ်တယ်ကျဲဦးငုံလာအောင်တဲ့တရားကြည့်တဲ့ဒါကျက်ဥပါတဲ့ငုံဥပါတဲ့ဘာဖြစ်လို့မသိပဲတဲ့ရောင်းနေရမင်းတခုမှလည်းတင်စားနဲ့ပတ်သက်တာမပေါ့ကျဲဦးငုံတွေဖြစ်နေပြီအဲ့ဒါနှစ်ယောက်ပြန်ဆင်းတယ်ကွာနှစ်ယောက်ဆင်းသွားပြီနှစ်ယောက်ဆင်းတယ်အဲ့မှာသုံးယောက်တက်လာတယ်သုံးယောက်တက်သွားရပြီနောက်လူကဆက်သွားနောက်လူကရောက်ပြီနောက်လူကရောက်သွားတဲ့အချိန်မှာ9ယောက်က Facebook သုံးတယ်ဟုတ်လေမင်းကအရင်တော့မက်လေလိမ့်မက်လေမင်းညံကောင်းလေလိမ့်မက်လေရပြီပြော3ယောက်ကဖုန်းပြောတယ်ဖုန်းပြောရင်းနဲ့တယောက်တက်လာပြုတ်ရအဘတို့လူခံလာတာကဘက်ဆုံးပြုတ်ပြင်းရေးအတွက်အလူခံဘက်ဆုံးပြုတ်ပြင်းရေးအလူခံတာတော့တစ်ပေါင်းများစွာကြာပါပြီတခုမှမပြုတ်ပြင်းသေးရပါဘူးနောက်တစ်ပြေးပြေးတော့ပြုတ်ပြင်းသွားမှာပါနော်ကြမ်းပါပါသေးချမ်းသာပါသေးဘဲဘဲကတဆုံကျဲလို့ညာဘက်ကတလဲဝင်ပါသေးဩဝုံဝုံကျွေးနေဖွေး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 မဲတဲ့အသားကတ္တရာကြီးနဲ့များမျိုးတော်လားမသိပါဘူးလူရတော့ကြိုးကျေးဇူးကြောင့်ဘုရားဘာသာဝင်သူတော်စင်ပေါင်းကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေနာယောဂကင်းပါစေဘဲဘက်ကတဆုပ်ကျဲ၍ညာဘက်ကတလဲဝင်ပါစေလို့နိဗ္ဗာန်အကျိုးမျှော်၍နှိုးဆော်ဆုတောင်းပါခင်ဗျာကြအဲ့လူကြီးကလေစုကမင်းတမျိုးပဲပေးတတ်တာနော်မင်းကလည်းအလူခံတဲ့လူပဲဟိုကစုကပေးတတ်ပါတယ်မင်းကစုဘယ်သူပဲလာလို့သူကအဲ့ဒါပဲပြောနေတာမင်းကတမျိုးပဲပေးတတ်မင်းကလည်းအလူခံတဲ့လူကွာ तू စုပါဇက်ထဲမှာရှိတာအကုန်ပြောလို့ရတယ်မင်းရှောက်ပြောနေတယ်မင်း။ तू တမျိုးပဲပေးတတ်တယ်မျိုးလောင်းမလား။လောင်းလား။လောင်းနေဘယ်လောက်ကြီးလဲပြော။ဟေ့1000ကြီး။အေးငါမယုံရင်ငါမြန်သွားလှူပြမယ်။ तू တမျိုးပဲပေးနေတယ်ကြည့်နေရတယ်။လေပြအော်စေနာရှင်လေးစေနာအေးအလှူခြင်းလို့ဟုတ်ကဲ့။နေရမြတဲ့သဘောမထားပါဘူးပါ900ကျပ်။စကားကောင်မလေးနဲ့မတူအောင်စုပြီ။ဟောပုကလေးမလေးတွေနဲ့မတူအောင်ထုပေးရဘယ်ဘက်ကတဆုပ်ကျဲတာလို့ညာဘက်ကတလဲဝင်တာလို့မပါဘူးဟောငါလည်းအဲ့ဒါကြက်ထားလားဘယောင်းနိုင်3တော့ကုန်တယ်သူတို့နဲ့မတူအောင်ထုပေးပါပေးပါဟုတ်ကဲ့900ကျပ်900ခင်ဗျဒီတယ်ပိုးပြီးတော့မလူချင်းဘူးလားလူချင်းပါပဲနော်လူချင်းပါလေလူချင်းပါလေခင်ဗျာမျက်နှာလေးကြည့်ဦးနဲ့စေနာရှင်ဆိုတာဘာသဘောပေါက်ပါတယ်လှူကျင်တာနော်လှူကျင်စုရစုနိုင်မှလူနိုင်မှအလကားသုံးပြုံးပြီးလှူနိုင်မှမလှူနိုင်ပါဘူးခင်ဗျအေးလှူကျင်စုရမှာဗောစုနိုင်မှလှူနိုင်တာလှူထားတာလေးတွေနော်လောင်ပြီးတော့လှူခဲ့တဲ့လူကလေးဝန်တာလိုက်တာချိုးဟာအဘပြမတူအောင်စုပေးပါမတူအောင်ပေးပါမယ်လိုက်နေတူးနဲ့တူးတာပေါ့သေဒနာကျိုးပေးတာအဘမတူအောင်မတူအောင်ဟုတ်ကဲ့ကွဘယ်ဘက်ကတဆုံးမကျဲတော့မကျဲမရဘူးဟာမတူအောင်ဖြစ်နေတယ်မတူအောင်ပေးပါညာဘက်ကတလဲနော်ပြာဦးလေးဘလို့ပေးလိုက်စုဘလို့စုပေးရမှာမတူအောင်ပေးပါစောစောကောင်မလေးနဲ့မတူအောင်ပေးပါသူငါကလူကမလားငါကလည်းလိုက်တယ်စုပေးလိုက်ဦးလေးရရှုံးတော့ပါဗျာအလူငွေထဲတော့စုပေးတာနော်ဗုဒ္ဓဘာသာတော်ဝင်သူတော်စင်ပေါင်းတို့တောင်းပါနိဗ္ဗာန်တော်တို့တောင်းပေးမယ်အလူငွေ900ထက်ရတော့ခြေကျိုးကြည့်အကျိုးကျေးဇူးကြောင့်ငါတလောက်ငါဖဲငါချုံငါကြီးငါဘာမြားသားနိုင်ပါသေးဗျာသားနိုင်ပါသေးဗျာဦးလေးဘာရှော့ပြောနေလေခမရလေဟာခမရလေဗျာ900ပြီးတာခမပြောလိုက်လေတရားဖျားမှာရန်သူမျိုး9ပါးရန်ကင်းဝေးပါသည်ဒီလိုပြောလို့ရလေ9နဲ့ပတ်သက်တာဟဲ့လူကလေးခင်ဗျာစိတ်ချမ်းသာတော့အကောင်းလာမဲ့ကြံဆိုးရှိရခံထားတာဟုတ်ကဲ့900လူတဲ့အကျိုးကျေးဇူးကြောင့်လူကလေးရန်သူမျိုး9ပါးဖြစ်တဲ့ရေမိမင်းခေါ်မချစ်မနဲ့တော့သူတော်များရဲ့လက်ထက်မှာကင်းမွေးပါသေးဗျာကင်းမွေးပါသေးဗျာဆင်းပါဗျာ
အော်ဟုတ်ဒါနည်းနည်းအရေးကြီးပါလားဟုတ်ကဲ့ဒါလေးခဏကြိုက်တာမင်းနည်းနည်းမှနှိုက်မယူနဲ့နော်အေးဟုတ်ကဲ့ညလူမျိုး၅ပါးလေကင်းဝေးပါစေအဘထိုင်းနေတာကိုမမြင်ချင်လို့ပေါ့အဘကလည်းထားလုံးလို့ထိုင်းနေတာပါဟုတ်ပါပြီဟုတ်ပြီဟုတ်အဲ့ဒါဆိုရင်အဘဗျဆက်လူမယ်လူပါခင်ဗျလူပါ600အတူအောင်ပေးဒုက္ခရန်လူမျိုး၅ပါးပြီးမှခု600တဲ့ဟာ600တဲ့ဟာ600တဲ့လူလေးရဲ့600ရမယ်နော်ရမယ်600မတွန်းပေးပါဘူးဒီလား600နက်ပြီ6ထက်ရောက်ပါစေပေါ့ဗျာလူကလေးစေရနာမှန်ကမှဘိတ်ခွေငွေ600လှူပါတော့အကျိုးကျေးဇူးကြောင့်လူကလေးနတ်ပြည်6ထပ်မှာနတ်သမီး600နဲ့ပျော်ကြီးစံကားနိုင်ပါသေးဗျာပိုင်ပါလေဟုတ်ကဲ့ဗျာ900နတ်ပြည်6ထပ်ကိုမရသေးဘူးနောက်100နဲ့900နဲ့လူကလေးကျွန်တော်လည်းစဉ်းစားနေလေခင်ဗျားတော့ချက်ချင်းသတိမရတာခင်ဗျာနေပေါင်းကပူညီပြရသည်ဆိုတဲ့ဆိုင်ပုံမြင်မှုတယ်မို့လားလုံသားမအောင်ကွာရတနာ9ပါးနဲ့ပြည့်စုံကြွယ်ဝပေါ်များချမ်းသာပါစေပေါ့ဗျာလူကလေးစေတနာစီအကျိုးပေးပါသည်ဟုတ်တယ်နော်ဒါကြောင့်မသတိဓမ္မကံစနေတိတယ်မိမိတူသောအကျိုးပေးမှာပါနော်ရတနာ9သွေးနဝလာစီချေ၍တနေ့တခြားလက်ဝယ်ရရှိနိုင်ပါစေဗျာလက်ဝယ်ရရှိနိုင်ပါစေဗျာလာပြန်ပြီရှိရလူလေးရှိရတယ်ဟဲ့ရှိရတယ်ဒီလိုလူရသောအကျိုးအကြောင်းတစ်သက်လုံးငရေရှိထက်မကြပါစေနဲ့စေရနာရှင်ကလေးကြွပါဦးခင်ဗျာဤကဲ့သို့ငွေရှိရလူရသောအကျိုးကျေးဇူးကြောင့်ငရေတလိษံပိတ်တာသူတကယ်အပယ်လေးပုံဖြစ်တယ်ငရေမှာလွတ်ကင်းပါစေဗျာဗျာနောက်တစ်စစ်တက်လာငရေကတော့လူကလေးလုံးဝမသွားအောင်နော်တွားနေမှလည်းဆိုတော့လူကလေးမသွားအောင်မင်းရင်ရောက်နေလူတွေရှိတယ်နေလက်ပါရိုက်မယ်ဆိုတဲ့လူတွေနွားလို့ဇုတ်တောက်ခိုင်းတဲ့လူတွေငွေတစ်ထောင်တစ်နှစ်လောက်ပါတယ်ပြောတဲ့လူတွေတွင်းတွေအောင်သမင်းကနာကြော့တာလို့ပြောတဲ့လူတွေငရေရောက်မင်းမသွားတော့ကျွန်တော်သွားကြပါမလို့သူတို့ကနေရယူပြီးသားနောက်တော့သွားမဲ့လူတွေကိုတန်းစီနေပြီနော်ပါလေကိုရတယ်သူကစုပေးဖို့じゃမေ့တယ်ကျန်တာကြတော့ခရရည်လို့တို့ပြောချတာနဲတာမို့ဦးကြီးပြရမယ်900တသက်လုံးဘဝစတိုင်9ပါးသီလမြဲမြံသောလူချိုလူကောင်းလေးဖြစ်ပါစေပေါ့ဗျာခဏလေအဲ့ဒါနဲ့လိုက်တယ်လေလူကလေးခင်ဗျာလမ်းလျှောက်တာလေးကိုအကြောင်းမှတန်သွမ်းနေတာနော်ဟုတ်ကဲ့ဒီနေ့ဒီချိန်ကစပြီးငွေ900လူပါသောအကျိုးကျေးဇူးကြောင့်ဘုရားဘုံတော်ကိုပါဥဒိဋ္ဌာတဲ့သာကလေးဒီတိုးနဲ့တူတော့ဟုတ်ကွာဒါက9ပါ9ပါအောင်စုပေးလေငါတော့မနေ့ကငါခွေတဲ့ငါကြည့်တာဒီတိုင်းမှာပဲ9ပါအောင်စုပေးပါတော့ပြရတယ်ပြောနေတဲ့ဘုံတော်ကိုပါဥဒိဋ္ဌာသည့်အတွက်အစအရာရာဗုဒ္ဓဘာသာမြန်မာလူမျိုးစစ်စစ်ဘုရားတရားတန်ခါကိုးကွယ်တဲ့ကတို့သားဖြစ်ပါသေးဗျာဗျာလာပြန်ပြီ1000နဲ့လူဟဲ့1000နဲ့ဟာ1000နဲ့ခင်ဗျာ900တော့လည်းညစ်အားလေးသုံးဗျာဟောဗျာငါလည်းဘယ်ဘက်ကတဆုပ်ကျဲတယ်ညာဘက်ကတလဲဝင်တာနဲ့လူလုံနေတာကူညီပါဦးကွာ1000လူလေးပြောပါမယ်နော်အခုဘိုင်းလာလို့ကြီးသွားပါဗျာတယ်လေဗျာမရောက်လေဗျာစုပေးလေမှသွားလေဦးလေဘိုင်းကကြီးနာဟာပဲရမလဲမရ
ရပါဘူး မနေ့ကကျွေးတဲ့သမင်းပူကမြစ်ခင်နေကော ပြောမကြားရနော် ပဲတွေကောအဲ့ဒါလေးနီးရနာနေ အဲ့ရကြားရနော် တန်းစီကန်လေးခဏဝင်လိုက်ပါ အမမရဘူးမရဘူး အဲ့ဒီကောအိမ်နာမပေးပြန်လို့မရဘူးသူ့မပေး ပေးလိုက်တခုပေးလိုက်ခင်ဗျစိတ်ထဲရှိပြောလိုက်တော့ဗျာကျွန်တော် ကဲမင်းလူလာလဲငွေ3000ကျော်သွားပြီနော် ဟုတ်တယ် 1000နဲ့တန်နဲ့တူတဲ့စုပေးပေးမယ် ပေး အေးငွေ1000လူရတော့ကျိုးကျေးဇူးကြောင့်လူကလေးတစ်သက်လုံးထောင်ထဲကမထွက်ပါဘူးနဲ့ဗျာသွားပြီဟဲ့ သူလည်းလူရသေးတယ်ပေးသွားတယ်ဆိုငါမပြောဘူးလား အေးငါပြောပါတယ်သူရတယ်လေသူရတော့လို့ပြောသွားတာမင်းထောင်မကြနဲ့ဆိုတော့နည်းနည်းတော့စုမှာပေါ့ဗျာမင်းကအခုဥစားအခက်မသိထောင်ကြနေတဲ့ခေတ်ကြီးကိုမင်းက အဲ့မင်းရှုံးနေတော့ အေးဟုတ် ဟဲ့မင်းရှုံးနေ အေး ထပ်တွေ့မယ် တွေ့မယ်ဒါတွေ့မယ်အေး အမေ ရှင်းပြီ ရှင်းဖေမလုပ်နဲ့စာမဖတ်ကြဘူးစာမဖတ်ကြဘူး ဘာတူလဲဘာတူဆောင်မဖတ်တာလဲ ကုန်လုံးပဲ ဟောစာပေဘဟုတုတမဖတ်ကြ မဖတ်ကြဘူးမလေးလာကြဘူးမလိုက်စားကြဘူး ဘာလို့လဲ နော်အလိမ္မာစာမရှိတယ် မှန်တော့ပေါ့ လူဆိုတာစာဖတ်တယ်စာဖတ်တော့အမှားမှန်ခွဲခြားနိုင်တယ် မှန်တယ်ဗျာ အတွေးခေါ်ယူဆတွေကောင်းတယ် မှန်လိုက်တာ စင်ကြယ်တုံတရားတွေရှိတယ် ဟုတ်တယ် ဟုတ်တယ်မလားဒီမှာကျတရားလေးကဘလောက်အတွေးခေါ်လေးကောင်းတယ်အယူဆလေးကောင်းတယ်ဖေဖတ်ပြမယ်ဖေဩမထေမရှားကြေးရွာလေးတရားလေးတဖြည်းဖြည်းအဲ့ဒီလိုပဲကြိုးစားရင်နဲ့ဦးသိန်းစိန်ဟာနောက်ဆုံးတော့တမနာကြီးဖြစ်သွားရရှာတယ်ကဲတနာဖို့ကောင်းလိုက်တာကွာ ဩဦးလေး ဟမ် ဖြစ်တာ တမနာပြတာတနာပြတာလား မင်းလေ ဘာလို့လဲတော့ ရှားစိတ်မကောင်းလိုက်တာကွာနောက်ဆုံးတမနာကြီးဖြစ်သွားရရှာတယ် ဩတမနာပြစရာအဲ့ဒါစိတ်မကောင်းစရာလား တသနာစရာမဟုတ်ဘူးလား ဘာဆိုင် တ တော့ နာစရာကောင်းလို့လေဦးသိန်းစိန်တနာစရာကောင်းဖေကလည်းဘာ တ လို့ မနာကြီးဖြစ်သွားရရှာတယ် အဲ့ဒီကတနာစရာမဟုတ်တာ အဲ့ဒါဘသူတနာမှာလဲ ကိုတနာ ငါသူတို့နဲ့ပုံတနာတာရှိသေးတယ် ဘယ်လိုလုပ် လွတ်တော်ထဲမှာအိတ်ငိုက်နေတဲ့လူတွေ အဲ့ဒါအေးရဖို့အေးလို့အာဘာလို့ဆက်လို့လဲ ဆက်ပြောနေမှာမသိဖေ လည်းကားပါဖေပျော်လို့တော့ဒါပေမဲ့ဒါကတကယ်ရေးထားတာနော် ဟဲ့ ဒါမှတ်သားစရာလေး မှတ်သားစရာ လူဆိုတာခံအားကောင်းရတယ် ကျင့်စဉ် အာယုံ အာယုံ အာယုံထဲမှာစက်ထမအာယုံဆိုတာအရင်ရေးကြည့်တယ် ဟာဘာဒိတ်ပဲလဲလား လူတယောက်ရဲ့စိတ်ထဲကဖြစ်ချင်တဲ့စိတ်တွေ ဟဲ့ သူဘာစားခြင်းလဲ ဘာစားခြင်း ဘယ်သွားခြင်းလဲ ဘယ်သွားခြင်း ဘယ်လာခြင်းလဲ ဘယ်လာခြင်းလဲ ဘယ်ပစ္စည်းလိုခြင်းလဲ ဟဲ့ ဘယ်သူနဲ့နေခြင်းလဲ ဩ အဲ့ဒီလူရဲ့စိတ်ကိုထွင်းဖောက်ပြီးသိနေတာ ဘောပေါက်ကြီးမြင်တာကိုစကမအာ စ ယုံ က်ထမအာယုံ ကောင်းလိုက်တာဦးလေး အဲ့ဒါဘယ်လောက်ထူးဆန်းနေပါလဲ ဟာဒါပညာရှိပါပဲ ဒါကျင့်မှရတာ မှန်တာပေါ့ ဟုတ်လားမကျင့်ရင်မရဘူး ဘယ်ရမလို့ ကျင့်ရ မ တယ် ရဘူးအဲ့ဦးလေးကြည့်ရနိုင်တာဖေ ဒါ ဦးလေးပညာရှိတယ် ကိုကကျင့်ထားတာ ကျွန်တော်တကယ်မေးပါ ကို နော် ကျင့်နေပြီခု ဟဟလား ကျင့်နေပြီ ဘာကျင့်တာလဲ အကုန်လျှောက်ကျင့်တာ အားလုံး စက်ထမအာယုံခံဖို့ငါကျင့်နေရတယ် အဲ့ဒါပဲပြောဒီပညာလွယ် ခန်းနေယူရတယ် ပြီးတော့ ပတိတွေစိတ်ရတယ် ဦးလေးပညာတကယ်ရှိ ဖေ တယ် နော် ခန်းယူရတယ်ပတိစိတ်ရတယ်နော်ယူအဖရတယ် မှန်တယ် အနေခန်းတွေပိုင်းသွားရတယ် မှန်တယ်သိက မဆတ် ဟာဘာလို့ဆက်လို့လဲ ညတော့မိမ ဖေက ဘော စ င်း ကား ဖို့ လေးကဇာတိပြနေ ပြဿနာ ဘာလို့ဆက်လို့လဲအရှုံးမကောင်းအသားပြောင်းစား အေးဟမ် ဘာလို့ဆက်လို့လဲဦးလေးပညာတကယ်ရှိ ဩပညာရှိတာပေါ့ လူတွေအများကြီးနဲ့အရှက်ကွဲသွားမယ်နော် ပညာရှိဆိုတာ တယောက်တက်ဟုတ် ဖေး ပြီ ဆုံးတော့ရင်လည်းတယောက်ဆင်းတယ် ဟုတ်ပြီ အဲ့မှာတိုက်မိတယ်လဲကြပါလား အဲ့ဘာဆိုင်လို့လဲ तू အ က ပေါက်ကမှလဲကြတယ်အဲ့ဒီချိန်မှာတယောက်ကတိုးပြီးတက်သွားတယ် ဩနှစ်ယောက်ကတွန်းပြီးတက်သွားတယ်ဒါပေါ့ဟုတ်ပြီ ပြီးတော့နောက်တစ်ခုလာဆက်သွားတယ် နောက်တစ်ခါရောက်သွားပြီဟုတ်ပြီ ပြီးတော့နောက်တစ်ခုလာရောက်တော့တယောက်တက် တယောက်တက်တယ် နောက်တစ်ယောက်ကစောင့် နောက်တစ်ယောက်ကဆောင်းတယ် နောက်တစ်ယောက်ကထွက်လာတော့နောက်တစ်ယောက်တက်တယောက်ကမြန်မြန်လှုပ်တဲ့ငါဘိုင်းလာနေပြီတဲ့ ဘာဆိုင်လို့လဲဟာ ဟမ် ကြက်တော့တက်တာမဟုတ်လား မဟုတ်ဘူးလေအခုယထာဘောမှာပဲရှိသေးယထာဘောကအိမ်သားမှာတက်နေတာ ဟာအိမ်သာတက်တာထည့်ပြောရလားကွာ အဲ့လိုပြန်ပြည့်နေတဲ့အချိန်မှာ2ယောက်တက်သွားတယ် နှစ်ယောက်တက်သွားပြီအဲ 3ယောက်ပြန်ဆင်းတယ် တော့ဆင်သွားပြီအဲ ပြီးတော့နောက်တစ်ခုလာရောက်တယ် အဲ အဲ့မှာယထာလက်မဲ့စစ်တဲ့ကောင်ကအဲ့မှာမောင်ကိုလက်မဲ့တွေရောက်နေဟမ်
ဘာလာပြော2ယောက်ကိုရောင်းတယ်အော်2ယောက်ကိုရောင်းတယ်အဲ့မှာ3ယောက်ပြန်ဆင်းသွားတယ်3ယောက်ပြန်ဆင်းသွားတယ်ဟုတ်ပြီဘူတာဆောင်ကြီးကအိတ်ငိုက်နေအိတ်ငိုက်နေတဲ့အချိန်မှာ2ယောက်ခိုးတက်တယ်အော်ခိုးတက်တာပါပြီ4ယောက်ပြန်ဆင်းတယ်4ယောက်ပြန်ဆင်းတယ်ဟုတ်ပြီပြီးတော့နောက်တစ်ဘူတာရောက်တယ်ရောက်သွားပြီဒါနောက်ဆုံးဘူတာပဲနောက်ဆုံးဘူတာဟုတ်ပြီအဲ့မှာ9ယောက်5ယောက်5ယောက်လုံးဆင်းမယ်ဆိုပြီးလုပ်တယ်ဆင်းတယ်ဟုတ်ပြီအဲ့မှာဆင်းတယ်ဆင်းပြီပြီးမှမဆင်းဘူးပြန်တက်တယ်ရထားစော့စရာမမှတ်နေလားဆင်းရမယ့်ဘူတာမဟုတ်သေးဘူးဆင်းလိုက်တက်လိုက်လုံနေတယ်ထက်ဆင်းတယ်ထက်တက်တယ်တက်လိုက်ဆင်းလိုက်တက်လိုက်ဆင်းလိုက်နဲ့အဲ့မှာလည်းပြီးသွားတယ်ဒါပဲခဏနေဦးရပါပြီအဲ့ဟာပတ်စံကြီးနော်ဟုတ်တယ်ဒပလင်းကြီးလောက်တော့လောက်ဒပလင်းကြီးမလုပ်နဲ့နိုင်ချွတ်လိုက်ဟာရတယ်ပြောရလားမလို့နိုင်ချွတ်လိုက်ငါအနက်လူရှင်တွေကလည်းကွက်တိပဲရပြီပေးဘာလို့ပြရမဟုတ်ဘူးလေဒီမှာကြိုက်ထားမယ်လေပြီးရောခဏနေငါခဏလေးအချိန်လေးခဏယူမယ်ငါဒီမှာအကုန်လုံးလုပ်ပြီးသားစင်းချုပ်လိုက်အောင်မယ်ရတယ်မြန်လို့ရပြီကွာပေးစမ်းလွတ်ဖြေလိုက်တော့ပဲငါပြောတဲ့ထဲမှာပြီးတော့ဘယ်နှခုံးပါအမေလူဝမ်းမွားတယ်ကွာမင်းခဏနေဆိုဟာငါပြောတာမင်းကိုအရေးအတွက်ကိုလိုက်မှတ်ခိုင်းတာမဟုတ်ဘူးလေငါမင်းမေးချင်တာမေးမှာပေါ့ဟာမင်းလူဝမ်းဝါဒါလည်းအရေးအတွက်ပဲလေဒါလည်းအရေးအတွက်ပဲငါမေးတယ်မှာပြီးတော့ဘယ်နှခုံးပါလဲငါနိုင်တယ်ဟဲ့မင်းရှာမင်းငါနိုင်တယ်ဟာလူဝမ်းဝါပါပြီကွာအေးတွေ့မယ်နေတို့မနှက်ပြန်မင်းနဲ့ထပ်လောင်းပြီးထပ်တွေ့မှာအခုကောင်းနောင်ကောင်းပါလိမ့်မည်ရှင်းကဆိုးလို့အခုဆိုပါသည်အခုဆိုးနောင်ဆိုပါလိမ့်မည်ဗုဒ္ဓဘာသာဝင်သူတော်စင်ပေါင်းတို့မိမိတို့ရပ်ွက်ထဲမှာဥစ္စာကျွေးငွေရတနာပစ္စည်းကုန်လုံးကျွယ်ဝတဲ့ပုဂ္ဂိုလ်များတွေ့ဘူးကြပါလိမ့်မယ်ဘေးရင်မမေးပါနဲ့ငွေကုန်ပါတယ်ခမရှင်းဘဝကဒါနကုသိုလ်များခဲ့လို့ဒီဘဝမှာလာပြီးချမ်းသာခြင်းဒုက္ခရရှိပါလေမနေ့က6ချက်နေ့က6ချက်ဟေးခင်းရင်လိုက်တာဝဲပြကြတယ်ခင်းသာသူများကိုလက်တွေ့ရပါလိမ့်ဘေးဒီမမေးပါနဲ့ငွေကုန်ပါတယ်ဘိုးဘောကဒါနနဲခဲ့လို့ဒီဘဝမှာလာခင်းဒါကြောင့်မရှိလို့မလူလို့မဖြစ်မဖြစ်ရလေအောင်လူတန်းကြပါ။အော်သမီးလေးသေနာကြီးနာမည်လေးရပြီလို့ခေါ်။ကျွေးမုံရတီအာရုပ်ရှင်နေရတဲ့ပိုတော်လှနေပါလားဟင်။ဒါနဲ့ကျွေးမုံရတီကအပြိုလိုက်အိမ်တော်မပြူသေးဘူးပေါ့။အေးအိမ်တော်မပြူနဲ့မိဘကိုလှုပ်ကြွေးမိဘကိုလှုပ်ကြွေးတဲ့သားသမီးများဟာတရားမင်းကြီးကတစ်နေ့ကို3ချိန်ရှိခိုးတယ်အေးတရားခိုးပြီးမှနှုတ်ကြီးခိုးတာနှုတ်ကြီးခိုးပြီးတော့မှဆန်ခိုးစီခိုးကြတော့ဆိုင်ကြီးမီးနဲ့ရှို့ပြီးခြေတုံးကသမမပြောပါတယ်အေးအခုလူလူသားရိုးကျေးသူကြောင့်ဘယ်ဘက်ကတဆုံကျေးရင်ညာဘက်ကတလဲဝင်ပါသေးလို့နော်အေးတောက်ွယ်တောက်ရွှေမုံရတီလောလောလတ်လတ်ကိုလာတွေ့တယ်အော်စေနာကြီးလေးလာပြန်ပြီရှေ့အကောင်းလို့ခုကောင်းပါသည်အခုကောင်းနောင်ကောင်းပါလိမ့်မည်လူလေးနာမည်ကဘယ်လိုခေါ်ဖြိုးဝေစုဖြိုးဝေစုကနည်းနည်းပုတ်သွားတယ်လေချမ်းလို့နည်းနည်းတိုးသွားတယ်နဲ့တူတယ်ဝန်သားသည်လောကမှာလူမချနာမတူမချတဲ့လူကလေးလူသားရတယ်အကျိုးကျေးဇူးကငွေနေရနဲတယ်လို့မအောင်မနဲ့သေဒနာရည်ကြည်ညောင်ကြီးတော့ပူတော်လဲသေဒနာမိုင်းညောင်မင်းကြီးတော့ရတယ်အေးတမပါသေးချမ်းသာပါသေးဘေဘဲကတထုပ်ကျဲရင်ညာဘက်ကတလဲဝေးပါသေးဗျာအေးချိုးဝေစိုးတယ်ပုတ်သွားရတာဩ
ပြောရင်ဆိုရင်လာကုန်ပြီဒါနတိဒါနဒါနန္တာတပ္ပဒေဒေတိဒုဒုဒု300သမီးလေးနာမည်ကဘယ်လိုခေါ်ဝုံမောင်ရွှေဝုံမောင်ရွှေကဗမာဝုံမောင်ရွှေလားကလားဝုံမောင်ရွှေလား300ဟိုဘက်ကသမီးလေးနာမည်ကဖွေးမဲလိုက်တာကအကယ်ဒမီရပြီမှာနေဘူးတဲ့ခဏထွက်ပြီးကားရဲလို့မဲသွားလားဝန်တာဒီငါသမီးတို့နော်စုထားတဲ့မိုးဘိုးကလေးနဲ့ဒါနမင်းသိလားပညာရှိသိဘူးလေပညာရှိဆိုတာရိုက်ရှင်းတယ်ဘာတော့တစ်တော်ဦးစီးရလူမျိုးခေါ်တာဘာလဲတော့သူတို့ကပြင်းတွေကိုညာတဲ့နေရာမှာအများတန်းရှိတယ်အဖေဟောပြအောင်ဘာလို့စုပ်လို့လဲမသိတော့ဦးလေးတကယ်ပညာရှိတာဗောမေးချိုက်ပညာရှိကျွန်တော်မေးမယ်မိမလေးနဲ့ယောက်ျားလေးနဲ့ပေါင်းရင်ဘာဖြစ်ဖို့အားလုံးသိတယ်လင်မယားဖြစ်တာဗောလင်မယားဖြစ်တာဗောမိမနဲ့ယောက်ျားပေါင်းပါတော့လင်မယားဖြစ်တော့သူတို့ဘာလုပ်ဖို့ငါအဲ့ဒီညကိုကူွေမဝယ်မိဘူးကျွန်တော်ပြောတယ်ဘီးပွိုင်းမှာရောက်မဟုတ်ဘူးလေဘာလုပ်စားကြမလဲအားပြောတာဘာလုပ်လဲဆိုတော့ကျင်နာတာတွေယူရတာတွေမြန်လို့တာတွေတွေ့တာတွေတယောက်ပေါ်တယောက်ကျင်နာယူရကြတယ်မြန်လို့ကြတယ်တွေ့တာကြတယ်ကဲကျင်နာတယ်ယူရတယ်ထားအောင်နော်ရက်တွေလတွေနှစ်တွေကြာတော့ခလေးလေးကမွေးရောအဲ့ဒါကိုင်းဘာကြောင့်အဲ့ဒါလေကျင်နာတာတွေယူရတာတွေမြန်လို့တာတွေတွေ့တာတွေများပြီးတော့လေအဲ့ဒါတိုင်ရုံးစီကျိုးဘယ်လိုရိုက်တယ်ဝိုင်းအကယ်လို့ဘယ်ရောက်တော့စကားမရောက်ဘာဆက်ပြောတာအဖေတကယ်ပညာရှိလားဟောသမီးမေးသားတကယ်နော်မေးအဖေတကယ်ပညာရှိလို့သမီးအဖေကိုတစ်ခုမေးမယ်မေးသမားအဖေတကယ်လို့မဖြေနိုင်ဘူးဆိုရင်အဖေသမီးကို1000ပေးရမယ်တကယ်ဖြေနိုင်ရောအဖေဖြေနိုင်တယ်ဆိုသမီးအဖေကို9000ပေးမယ်ဒီတော့တရားနော်ဖြေနိုင်1000ဖြေနိုင်9000တရိတ်ဆန်တကောင်တရိတ်ဆန် तू ကခေါင်းက3လုံးရှိတယ်ခြေထောက်ကအချောင်း40ရှိတယ်အမီ2ချောင်းရှိတယ်တော့40နဲ့မှ8ချောင်းရှိတယ်အဲ့ဘာကောင်လဲအဖေဖြေတရိတ်ဆန်လဲတရိတ်ဆန်ခေါင်းက3လုံးခေါင်းကလည်း3လုံးရှိအမီကလည်း2ခုအမီ2ခုနဲ့သွားအချောင်း40တော့48ချောင်းတောင်ရှိတယ်40ကျော်ခြေထောက်ကခြေထောက်ကအချောင်း40ဘလူကောင်ကြီးလည်းမသိဘူးအဲ့ဒါကြီးကတော့ဘယ်လိုတရားဝါမျိုးလဲမသိဘူးလားခေါင်းကလည်း3လုံးနေမှာခြေထောက်ကလည်းအချောင်း40လောက်ရှိတယ်သွားတယ်တကယ်မဖြေနိုင်ဘူးနော်မသိဘူးပြောတော့ကြပညာရှိတယ်ဖြေတယ်မဖြေနိုင်တပြည့်1000ပေးကောင်းတယ်ပညာရှိ1000ကျွတ်ကဲရော1000ပညာရှိ1000ကျွတ်ကဲပြောဘာကောင်းလဲပြောတပြည့်လည်းမသိဘူးဟမ်အဖေအားရရဟောတယ်ရတိုင်း9000ပြတိုင်းတပြည့်လည်းမသိဘူးဦးလေဟမ်ဖိသားရောက်တယ်နောက်ကနေမသိကြအောင်ဆောင်ပြီးနားထောင်တယ်ခါးရလျှောက်တယ်စက်ထမအာယုခန္ဓာကိုပြောနေတာတာရဲ့ဖေရောက်ကကြီးရောက်ကကြီးဖေဆိုရပါပြီရောက်ကကြီးမထဲပါနဲ့ကုန်တင်ပေးတာစက်ထမအာယုခံနေတာလူတယောက်ရဲ့အတွင်းစိတ်ကိုတခြားလူတွေအတွင်းစိတ်ကိုထိုးပေါက်ပြီးတော့သိမြင်နိုင်အောင်ဘေးအာယုခံနေတာဘဲချိန်ခံတာအဖေကအဲ့လိုလင်းတဲ့ချိန်ဟောဘယ်ဘာရမလို့ဟိုတိတ်စိတ်ချိန်အဲ့တဲ့ချိန်လူကျတိတ်တဲ့ချိန်မှာခံရတာဩအဖေကအခုမှအဲ့ဒါကျင့်နေတာတားလေစက်ထမအာယုရနေတာကြားလားတားရသွားပြီအဲ့ဆိုကဲအဖေစိတ်ထဲမှာအခုဘာဖြစ်နေလဲဘာသိတာဗောဘယ်လိုသိလဲပြောဘာသိဘယ်လိုဖြစ်နေဘာဖြစ်နေလဲကော်ဖီတောက်ချင်လိန်နဲ့နော်ဟုတ်တယ်မလားတော်တာပဲငါကော်ဖီအကျန်းရိုက်ရမ်းကြိုက်တာနော်ဒီမှာကော်ဖီကြိုက်တဲ့လူတွေလည်းပါပါပဲစာကြိုးလေးတစ်ခုကြည့်တယ် coffee to sex တဲ့ပြောပါလေကျွန်တော်စက်ထမအာယုရနေပါပြီတာရဲ့စိတ်တယ်အဲ့တော့ဟုတ်ပြီအရန်ထုံးပေါက်မြင်နိုင်လားမြင်နိုင်တယ်ကဲကျွန်တော်ဘာဖြစ်ချင်လဲဗျာကြည့်လိုက်စမ်းမေးရှင်နေလို့ဒီဘက်လားဟုတ်ကဲ့ကျွန်တော်ဘာဖြစ်ချင်လဲကြည့်လိုက်စမ်းပါဟုတ်ပြီမင်းအတွင်းစိတ်ကငါခံမှန်းပြီးတော့ပြောမယ်ပြောလိုက်မင်းဖမ်းခင်းရှင်းနေတယ်အရောက်လာတော့လေဝင်းမယ်ဒါဒီဘောဟုတ်တယ်ဘာတွေပြောမှလဲဖန်စီလေးတွေကြိုက်တယ်ဖန်စီငါကဲလို့နော်ဖန်စီကဲလိုက်လို့ဟိုကိုတကယ်ဆရာကြီးနော်ဆရာကြီးပဲဆရာကြီးပဲအဲ့ဆိုအတွင်းစိတ်ကတော့လာမလုပ်နဲ့သိတယ်ညီမလေးအတွင်းစိတ်ကိုလည်းကိုကြည့်နိုင်တယ်ပေါ့ကြည့်နိုင်တယ်အဲ့ဆိုမေးညီမလေးရောအခုဘာလို့ချစ်တယ်လဲကိုသိလားမျက်နှာပြန်ပြောပါညီမလေးအခုဘာလို့ချင်နေလဲကိုသိလားအဲ့လိုဖြစ်နေပါလို့လေးလိုချင်နေတာပေါ့ဟာက
လောင်းရသေးလို့လူကရောစီဖြစ် ဩမင်းကဒီရောက်နေတာ ပြီးတော့အမြဲတမ်းနောက်ကျနေတယ် ငါဖုန်းဆက်တယ်မင်းဖုန်းကြီးကပိတ်တာ ဘုန်းကြီးပိတ်လို့မရဘူးလေ ဘာဖြစ်လို့ ဘုန်းကြီးပိတ်စိုးငတ်သွားပေါ့ ဟာဆိုင်ဘူးလေ ဟမ် တယ်လီဖုန်း ဟောအဲ့လိုပြော ငါဆက်တယ်နော်ငါဆက်လို့မင်းရောက်လာတာ ရော ဟမ် ရောမင်းကဂတိကိုမတည်ဘူးဟာနော်မင်းဂတိကိုမတည်ဘူးဘာမင်းရလဲစောစောလာမယ်လို့ဆိုရင်မင်းမြဲတဲ့နောက်ကြပြီမလားအဲ့ဒါမင်းအကျင့်ဖြစ်နေဘာဖြစ်လဲနော်မင်းအကျင့်ဖြစ်နေပြီဘာဖြစ်လဲမင်းအခုစောလာတော့တယောက်တွက်လို့မရတော့သိလားဟုတ်လားအဲ့ငါပြန်သွားမယ်ကွာ အေးပြန်သွားအောင်နောက်ခေါ်ပါလားဘူးဘူးလေးလေးပြောမှရတိုက်တာတော့အဲ့လိုမဟုတ်အဲ့ကောင်အဲ့လိုပဲတွေ့လားလုံးဝဂတိမတည်တဲ့လူနော်ဘာမှလည်းပါဇက်ကပေါက်ပန်းလေးရှောက်ပြပြီးတခုမှလည်းဟုတ်တာလည်းမဟုတ်ဘူးအလက်ကဂတိတွေအလီလီပေးဂတိလုံးဝမတည်ဘူးသစ္စာလည်းမရှိတဲ့အကောင်ကလိန်ကကြစ်ကလိန်စီညမ်းစင်ဖြစ်သမျှဟာတွေကိုလုတ်ကြံပြောတဲ့ဟာကြီးဟာ ဟဲ့ဘာစင်ញင်ပဲစင်ញင်ပဲလိမ့်လိမ့်ဘာကလည်းငကြစ်လဲဘာအပြောနာတော့ အမကိုပြောတာအမကိုပြောအောင်မဟုတ်တာကျွန်တော်တငယ်ချင်းကျွန်တော်ပြောနေတာ ဟုတ်လားဒီမှာဘယ်သူမှလည်းမရှိငါ့ကိုပြောတာမဟုတ်ဘူးလား ဟာအမလည်းအမကိုမပြောပါဘူးဗျာဘာကိစ္စအမနဲ့ကျွန်တော်တိမှမသိဘာလို့အမကိုပြောကျွန်တော်တကယ်ကျွန်တော်ပြောနေတာ မသိပါဘူးနင်ကကလင်ကချစ်လေးပါလေဆိုတော့ငါ့ကိုတကယ်ထိအောင်နေလေငါ့ကို ဒီပေါ့အမကိုသွားထိအောင်အမဘာမလို့ ငါလားငါလွတ်တော်ကိုစလဲဟဲ့ သူကတော့ညီညီနေပြီးတော့သူကအနာပေါ်ထုတ်ကြတော့အကုန်သိကုန်အဲ့ပြန်ထွက်လို့ရပြီမင်းကမစိုးရိမ်ထွက်နော် ဘာလုပ်လိုက်တာလဲဒီဆိုကွာ ဘာမှမလုပ်ဘူးသူထွက်ဖို့မှာပြစ်နေလို့မင်းကငါပြန်ထည့်လိုက်တာထည့်တယ်ဘာမှမသိဘူးမင်း